ယနေ့သာသနာတော်နှစ်2558ခုနှစ်ကောဇာတက္ကရာ1386ခုတစောင်မုံလပြည့်ကျော်9ရက်ခရစ်နှစ်2014ခုနှစ်17လပိုင်း15ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမုဂ္ဂုတ်ဆရာတော်ဘုရားကြီးဤတရားဌာနစင်ကာပူနိုင်ငံAbajuron Road the Arena Country Class အတွင်းဓမ္မမောင်နှမများမှဆင်ရင်ကျင်းပလူဒန်းပြုလိုအပ်သောဓမ္မပူဇနိယအခါကာလပထမညဓမ္မရဏကုသိုလ်ရှင်များအဖြစ်ဒေါက်တာသန်းနိုင်ဦးဒေါက်တာပပဝင်းစိုးမိသားစုဒေါခင်ထွေးရီမိသားစုဒေါ်နီလာအောင်နှင့်တကွဓမ္မမောင်နှမများမိသားစုနှင့်အတူစင်ကာပူနိုင်ငံရောက်ဗုဒ္ဓဘာသာဝင်မိသားစုများမှစုပေါင်းဆင်ရင်ကျင်းပလှူဒန်းပြုလုပ်အပ်သောဓမ္မပူဇနိယကာလအခါသမယ၌တရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရ၌သစ္စာ၄ပါးမြတ်တရားတော်တို့ကိုဆရာမကူတယံဘုညံတော်မြတ်ဖြင့်ကိုယ်တော်တိုင်အကျွင်းမဲ့ထိုးတွင်သိမြင်အောင်မြင်တော်မူပြီးတတ္တဝဝိနည်းအပေါင်းတို့အားသစ္စာရည်အေးအမြိုက်စီးတော်တို့ကိုတိုက်ကြွတော်မူပြီးထသောမဟာကရုဏာတော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစီတတ်သောဓမ္မံတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအဆုံးအမဓမ္မဒေသနာတော်တို့အားယနေ့နှစ်ပေါင်း2558ခုနှစ်တိုင်တိုင်အတွန့်ရှိတည်တံ့ခိုင်မြဲအောင်အစဉ်အဆက်ထိမ့်သိမ့်စောင့်ရှောက်တော်မူလာကြကုန်သောတန်ခမ်းတန်ခါတော်မြတ်အပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တကားဦးဇင်းအားဤသစ္စာ၄ပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လည်းနာကြားသိရှိနိုင်အောင်ယောဂီအပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လဲဟောပြောညွှန်ကြားပြသနိုင်အောင်နိဗ္ဗေလမ်းပြသွန်သင်ဆုံးမပေးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ကွယ်လွန်အနိစ္စရောက်သွားကြပြီဖြစ်သောမွေးသဖခင်ကျေးဇူးရှင်နှင့်မွေးသမိခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်အရှင်ဧကမဟာပန္တိတမုဂ္ဂုတ်ဆရာတော်ဘုရားကြီး၏သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအားဖြင့်၎င်းကျေးဇူးဆက်သောအားဖြင့်၎င်းဦးဇင်းမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမယ်ဓမ္မဒေသနာယဓမ္မပူဇနိယဓမ္မဒါနကောင်းမှုနိဗ္ဗာန်စုနတ်လူသာဓုခေါ်စေတော်ဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံ
သံဃောလောကေသမုပ္ပန္နောပုံညက်ခိတံအနုတရံဣတိနာသစ္စာဝိဇေနသုတိတေဟောတုသဗ္ဗရာဗုဒ္ဓသစ္စာ၄ပါးမြတ်တရားကိုပိုင်းခြားထင်ထင်သိမြင်တော်မူအပ်သောရှင်တော်မြတ်ကြီးတို့သည်သဗ္ဗပါဏိနံအလုံးစုံသောတတ္တဝါတို့၏ဟိတာယပစ္စုပန်သန္တရာနှဖျာသောအကျိုးငါဥပ္ပါဒပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့ကြပါပေကုန်၏ဓမ္မောဗုဒ္ဓရှင်တော်မြတ်ဖရာတို့ကောင်းစွာဟောကြားတော်မူအပ်သောအရိယသစ္စာ၄ပါးမဂ္ဂင်၈ပါးတရားတော်မြတ်သည်သဗ္ဗဗာဏိနံအလုံးစုံသောတတ္တဝါတို့၏ဒုက္ခယလူနတ်နိဗ္ဗာန်သုံးတန်တမ္မာချမ်းသာအယယအလို့ငါဥပ္ပါဒပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့ပါပေ၏သံဃောအနုတ္တရံပုညခိတံအနှိုင်းမဲ့သောကုသိုလ်ကောင်းမှုတို့၏စိုက်ပျိုးရာလေယာမြေကောင်းတဖွဲဖြစ်သောသံဃာသံဃာတော်ရှင်သူမြတ်အပေါင်းတို့သည်သဗ္ဗေတတ္တဝါသဗ္ဗေတတ္တတတ္တဝါအလုံးတို့၏ကောင်းကျိုးချမ်းသာကောင်းမှုမင်္ဂလာအလို့ငါလောကေလောကသုံးပါး၌ဥပ္ပါဒပွင့်ထွန်းပေါ်ပေါက်ခဲ့ပါပေ၏ဣတိနာသစ္စာဝိဇေနဤမှန်ကန်သောသစ္စာစကားကြောင့်သဗ္ဗေအလုံးစုံသောတတ္တဝါတို့၌သုဋ္ဌိချမ်းသာခြင်းသည်ဟောတုဖြစ်ကြပါစေကုန်သတည်းသုဋ္ဌိတေဟောတုသဗ္ဗရာတဲ့သုဋ္ဌိတေသူတော်ကောင်းပေါင်းတို့၌သုဋ္ဌိချမ်းသာခြင်းသည်သဗ္ဗရာအခါကသိမ့်ပြည့်စုံပါစေဒါမေတ္တာပို့လေးနဲ့ဦးဇင်းတို့စတာပေါ့နော်အဲ့တော့အခုမေတ္တာပို့မှာပဲပြန်ပြီးတော့ဆင်ញင်ကြည့်ရင်ဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဒါနှလုံးသွင်းကြဖို့ဗုဒ္ဓဆိုတဲ့မြတ်စွာဘုရားတို့လောကမှာပွင့်လာတယ်ဆိုတာတဲ့သဗ္ဗပါဏိနံသဗ္ဗဆိုတာအလုံးစုံသောသဗ္ဗလို့ဆိုတဲ့စကားလုံးကိုကြားပြီဆိုရင်ဘာတစ်ခုမှမကြံတော့ဘူးလို့သာမှတ်သဗ္ဗအလုံးစုံသောအကုန်လုံးတစ်ခုမကြံဆိုတော့မြည်သည့်တတ္တဝါအတွက်မဆိုတတ္တဝါအားလုံးနဲ့ဆိုင်တယ်ဗုဒ္ဓတရားတော်ဟာဗမာတွေနဲ့ပဲဆိုင်တယ်လားကလားတွေနဲ့ရောတရုတ်တွေနဲ့ရောဟုတ်ပြီနော်သဗ္ဗပါဏိနံအလုံးစုံသောတတ္တဝါတို့ဤဟိတာယဟိတာယဆိုတာအကျိုးငါဟိတဆိုတာအကျိုးအလုံးအတ္တဟိတပရာဟိတနဲ့ကြားဘူးနေကြတာနော်အဲ့ဒီအကျိုးမှာမြတ်စွာဘုရားရဲ့တရားတော်တွေဟာယခုဘဝတွင်အကျိုးပေးနိုင်တယ်နောင်ဘဝအကျိုးမပေးနိုင်ဘူးဒီလိုရှိသလားရှိပါဘူးဗျာအခုဘဝအတွက်လဲအကျိုးပြုနိုင်မပြုနိုင်နောင်တန်ရာအတွက်ကောပြစ္ဆုတ်ပန်တန်တရာလောကီလောကုတ်ဟောလောကီအခုလောကီအကျိုးစီးပွားတော်ကောင်းတို့ရှာဖွေနေကြတဲ့စားဝတ်နေရေးအခြေခံပြီးတော့နော်ဥစ္စာဒနာယာရုဂုံသိမ်းဘွယ်ရုဂုံတို့အစရှိတဲ့တော်ကောင်းတို့လိုချင်မဲ့မောတဲ့လောကီစည်းစိမ်တွေအတွက်ကောမြတ်စွာဘုရားရဲ့အဆုံးအမမှာလမ်းညွှန်ပေးမှုတွေပါမပါလောကုတ္တရာဆိုတဲ့ဟောဒီတန်တရားဝိဒုက္ခတွေကကျွတ်လွတ်တဲ့နိဗ္ဗာန်အကျိုးငါရောမပါဘူးလားဒါကြောင့်အခုရောနောင်ပါလောကီလောကုတ်နှဖျာသောအကျိုးငါဟောမြတ်စွာဘုရားပွင့်လာတယ်ဆိုတာဒီလိုတတ္တဝါတွေရဲ့ပြစ္ဆုတ်ပံအတွက်ကောတန်တရားအတွက်ကောနောက်လောကီအကျိုးစီးပွားအတွက်ကောလောကုတ္တရာအကျိုးစီးပွားအတွက်ကောဒီလိုပွင့်လာတာတဲ့ယုံသလားယုံပါဗျာဓမ္မောမြတ်စွာဘုရားတို့ကောင်းစွာဟောကြားအပ်တဲ့တရားတော်တွေဆိုတာတဲ့သဗ္ဗပါဏိနံဟောတရားကလည်းတတ္တဝါအလုံးနဲ့ဆိုင်တာတတ္တဝါအလုံးဤဒုက္ခယမြတ်စွာဘုရားရဲ့ဟောကြားအပ်တဲ့တရားတော်တွေကိုသာသိကြမယ်ဆိုရင်သိတဲ့ပုဂ္ဂိုလ်တိုင်းရဲ့
ဒုက္ခယကောင်းကျိုးချမ်းသာကိုတရားတော်ကရွတ်ဆောင်နိုင်စွမ်းရှိမရှိရှိပါဗျာယုံသလားယုံပါဗျာမြတ်စွာဘုရားတရားတော်ကိုသာကြားနာကြရမယ်မှတ်သားကြရမယ်လိုက်နာကျင့်သုံးကြရမယ်ဆိုရင်တဲ့မြည်သည့်တတ္တဝါပဲဖြစ်ဖြစ်သဗ္ဗဗန္နိနာအလုံးစုံသောတတ္တဝါတို့ဤဒုက္ခယလူနာနိဗ္ဗာန်သုံးတန်တတ်မှခင်ဗျားတို့ချမ်းသာတွေတတ်မှတ်ထားတယ်လူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာမရှိဘူးလားရှိပါဘူးအဲ့ဒီချမ်းသာအယက်ရက်ကိုရွတ်ဆောင်နိုင်စေခြင်းအလို့ငါတရားတော်တွေပေါ်လာတာတဲ့လောကမှာမှန်ရဲ့လားမှန်ပါဗျာဒါမှန်သောစကားသူတော်ကောင်းတို့ယုံကြည်ဖို့မိမိကိုယ်တိုင်အသိဉာဏ်ဖြင့်သိရှိပြီးယုံကြည်နိုင်အောင်ကြိုးစားရမယ်သူများပြောလို့ယုံနာစာထဲမှာတွေ့လို့ယုံနာစာအုပ်ထဲရေးထားလို့ယုံနာမဖြစ်စေအောင်ကိုယ်တိုင်နှလုံးသားထဲကသိပြီးတရားတော်ဟာဒီလိုဒီပုံအကျိုးပြုပါလားလို့ကိုယ်တိုင်သိရမယ်တဲ့တန်ခောလောကေသမုပ္ပန္နောတန်ဃာတော်ရှင်သူမြတ်တွေလောကမှာဥပ္ပါဒပွင့်ထွန်းပေါ်ပေါက်လာတဲ့ဆိုတာတဲ့အနုတ္တရံပုညခေတ္တံဟောဒီတတ္တဝါတို့ရဲ့အနိုင်မဲ့ကုသိုလ်ကောင်းမှုတို့စိုက်ပျိုးရတန်ဃာတော်ရှင်သူမြတ်နဲ့တူတဲ့ကုသိုလ်ကောင်းမှုစိုက်ပျိုးရဆိုတာမရှိဘူးတဲ့ဟုတ်ပြီနော်အနိုင်မဲ့ကုသိုလ်ကောင်းမှုတို့ရဲ့ဖြစ်ထွန်းရာစိုက်ပျိုးရာလေယာမြေကောင်းတစ်ဖွဲကုသိုလ်မျိုးစေ့တွေတန်ဃာတော်တွေကြောင့်သူတော်ကောင်းတို့ဖြစ်ထွန်းခွင့်ရပါတယ်ဒါကြောင့်ဣတိနာသစ္စာဝိဇ္ဇနာဤအဟုတ်မှန်ကန်သောသစ္စာစကားကြောင့်တေသူတော်ကောင်းမှုအပေါင်းတို့သည်တွဋ္ဌိချမ်းသာခြင်းနဲ့တပ္ပရာအခါခါသိမ့်ပြည့်စုံကြပါစေတည်းဒါကဘုရားတရားသံဃာရဲ့ဂုဏ်ကျေးဇူးကိုအာယုံပြုပြီးသူတော်ကောင်းတို့အပေါ်မှာမေတ္တာပို့ပေးတာနော်ကဲဒါလေးနားလည်အောင်ပြောပြီးတဲ့နောက်ဒီဏိဒန်းစကားလေးနည်းနည်းပြောပါအကြောင်းကဒီလိုပါဦးဇင်းအနေနဲ့ဒီစင်ကာပူနိုင်ငံကိုတရားဟောဖို့ကြွတဲ့နေရာမှာဦးဇင်းရဲ့အကိုကြီးတစ်ဖွဲအမကြီးတစ်ဖွဲစောင့်ရှောက်ကြတဲ့ဒေါက်တာသန်းနိုင်ဦးနဲ့ဒေါက်တာတော်ပပဝင်းဆိုတို့အကျဉ်းလင်မယားနှစ်ယောက်ကဦးဇင်းကိုစင်ကာပူတရားပွဲအတွက်ပင့်ဆောင်ကြပါတယ်ဒါနှစ်တိုင်းမှာအဲ့တော့အခုနောက်ပိုင်းမှာဓမ္မမှောင်ဓမ္မအဖွဲ့တွေကတရားပွဲတွေကိုတာဝန်ယူပြီးဝေယဝဆဆောင်ရွက်ရင်းနဲ့တရားပွဲကိုအောင်မြင်မြင်ကျင်းပခဲ့ကြခြင်းဖြစ်ပါတယ်အဲ့တော့ဒီနှစ်မှာနည်းနည်းလေးချွတ်ချော်သွားတာတခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဦးဇင်းကပထမဒေါ်ပပဝင်းစေဦးနဲ့အတူမလေးရှားနိုင်ငံမှာလည်းဦးဇင်းကစင်ကာပူလာရင်မလေးရှားနဲ့တွဲပြီးဟောလေရှိပါတယ်မလေးရှားမှာလည်းဂျိုဟိုအီပိုကွမ်တန်ကွာလာလမ်ပူပီနန်အစရှိသဖြင့်တနိုင်ငံလုံးကိုပတ်ပြီးတော့ကိုမြတ်စိုးဒေါခင်မေကျော်ကဘာကျော်မိသားစုနဲ့အတူဓမ္မဒါနတွေပြုခဲ့ကြပါတယ်ဒါနှစ်စဉ်ပါအဲ့တော့သူတို့မြန်မာနိုင်ငံကိုရောက်ခဲ့ဟိုးလွန်ခဲ့တဲ့6လလောက်ကဖြစ်လိမ့်မယ်ထင်ပါတယ်ကြိုတင်ပြီးတော့ဦးဇင်းတို့ညှိနှိုင်းကြတယ်ဒီဇင်ဘာလနိုဝင်ဘာလကုန်ဒီဇင်ဘာလဇန်းထဲမှာစင်ကာပူနိုင်ငံကိုရောက်မယ်ပြီးရင်ဒီဇင်ဘာလဇန်းထဲမှာမလေးရှားနိုင်ငံကိုပတ်ပြီးတော့တရားဟောမယ်ဆိုတဲ့အစီအစဉ်ဆွဲခဲ့ကြပါတယ်နောက်ပိုင်းကျတော့မလေးရှားနိုင်ငံကအခြေအနေအရကြောင့်ဦးဇင်းတို့မလေးရှားတရားပွဲကိုဒီနှစ်ခဏနားလိုက်ကြရအောင်ဆုံးဖြတ်ပြီးတော့ရနာဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီကိစ္စပြီးသွားတဲ့အချိန်မှာဘာဖြစ်လာသလဲဆိုတော့ဦးဇင်းကဒီနိုဝင်ဘာနဲ့ဒီဇင်ဘာထဲမှာဦးဇင်းရဲ့ကျေးဇူးရှိခဲ့ဘူးတဲ့ပုဂ္ဂိုလ်တွေကိုဗုဒ္ဓဂယာဘုရားဘူးလိုက်ပို့ပေးမယ်ပထမကဆရာတော်ကြီးတစ်ပါးကသူ့ကိုဗုဒ္ဓဂယာပို့ပေးစမ်းပါလို့မေတ္တာရက်ခံပြီးတော့မိန့်ကြားတာနဲ့ဦးဇင်းကတာဝန်ယူပေးမယ်စီစဉ်တယ်စီစဉ်ရင်းနဲ့စိတ်ကူးမိတာကဆရာတော်လွတ်ရင်တခြားသောပုဂ္ဂိုလ်တွေနဲ့ဒီတိုင်းလွတ်လိုက်လို့မတင့်တယ်ဘူးငါကိုယ်တိုင်လိုက်ပို့မှဖြစ်မယ်ဆိုတော့ငါကိုယ်တိုင်လိုက်ပို့တဲ့အတူတူကျေးဇူးရှိတဲ့လူတွေကျေးဇူးဆိုင်ရင်းနဲ့ဦးဇင်းတို့တက္ကသိုလ်ကျောင်းတက်တုန်းကဦးဇင်းတို့မိသားစုအလွန်ဆင်းရဲပါတယ်တက္ကသိုလ်ကျောင်းသား3ယောက်ဖြစ်နေတဲ့အတွက်ကျောင်းဆက်တက်ဖို့ခက်ခဲတော့ဦးဇင်းကကျောင်းထွက်ဖို့ကြိုးစားပါတယ်အဲဒီကျောင်းထွက်ဖို့ကြိုးစားတဲ့အချိန်မှာဦးဇင်းရဲ့တငယ်ချင်းတွေပေါ့ကျောင်းနေပဲတငယ်ချင်းတွေကဝိုင်းပြီးတော့စုပေါင်းထောက်ပံ့ပေးလို့သူမင်္ဂလာပွဲရတာပါအဲ့တော့အဲ့ဒီတငယ်ချင်းတွေကိုအခုဦးဇင်းက
အိန္ဒိယနိုင်ငံဗုဒ္ဓဂယာဖရာဘူးပို့ပေးမယ်ဆိုပြီးအကုန်လုံးခေါ်လိုက်တာခေါ်ရင်နဲ့အခုလူ60ဖြစ်သွားပါနော်ကျေးဇူးရှင်တွေပေါ့လေအဲ့တော့ပထမတစ်ခေါက်ကဦးဇင်းတို့လွန်ခဲ့တဲ့4 နှစ်ကျော်ကတစ်ချိန်အဲ့ဒါမန္တလေးကကပ္ပိယအဖွဲ့တွေနဲ့အမျိုးသားတွေကြီးပဲဦးဇင်းတို့သွားပါတယ်အဲ့ဒီမှာအယောက်20ကျော်ဒါကဦးဇင်းကဖရာဘူးအစီအစဉ်အတွက်သူတော်ကောင်းတို့ပေါ့လေအနေနဲ့ရက်ကလှူကြတဲ့စာအိတ်ကလေးတွေနဲ့လှူတဲ့နဝကမ္မတွေကိုဦးဇင်းမဖောက်ပါဘူးနဝကမ္မအားလုံးကို pack လုပ်ပြီးတော့ store လုပ်ထားပါတယ်အဲ့ဒါ3 နှစ်တစ်ကြိမ်ဖောက်ပြီးတော့အဲ့ဒါလိုဒါနတစ်ခုခုလုပ်လို့ရှိပါတယ်အဲ့တော့အခုအဲ့ဒီ pack ကိုဖောက်ပြီးတော့လူ60ကျော်ဘုရားဘူးပို့ဖို့လုပ်တဲ့အခါမှာငကိုစီစဉ်ထားတာကနိုဝင်ဘာလဆန်းပိုင်းအခုချိန်ပေါ့ဒီလိုအချိန်ကိုတတ်မှတ်ထားခဲ့ပါတယ်ဒါကြောင့်ဒီဇင်ဘာနိုဝင်ဘာလကုန်ဒီဇင်ဘာလဆန်းကိုစင်ကာပူနိုင်ငံကိုလာပြီးတရားဟောဖို့ဒေါ်ဘဘဝင်းဆိုးတို့နဲ့ညှိလိုက်တဲ့အခါမှာဒီကဓမ္မမောင်နှမအဖွဲ့ကလည်းအဲ့ဒီရက်ကိုကြိုတင်ပြီးတော့စီစဉ်ထားခြင်းဖြစ်ပါတယ်ဒါပေမဲ့ဗုဒ္ဓဂယာခီးစဉ်ကလူသိပ်များတဲ့အတွက်ဗီဇာဝင်ခြင်းကိစ္စဟိုတယ်စာရေးတောက်တာစီစဉ်ရေးကိစ္စမှာအနည်းငယ်ချွတ်ချော်သွားတာနဲ့နိုဝင်ဘာ23ရက်နေ့မှာသွားရပါမယ်ဒီဇင်ဘာ9ရက်10ရက်မှာမြန်မာပြည်ကိုပြန်ရောက်မယ်ဆိုတော့ငကိုအစီအစဉ်တိုင်းဦးစင်းကရက်တွေချန်ပြီးတော့တရားပွဲတွေတနိုင်ငံလုံးပေးလိုက်ပြီရက်အားမရှိတော့အဲ့တော့ဒီမှာပေးထားတာကဒီစဉ်နိုဝင်ဘာနောက်ဆုံးပတ်ဆိုတော့အိန္ဒိယသွားမယ့်ရက်နဲ့တိုက်နေပါတယ်အဲ့ဒီမှာတရားပွဲစင်ကာပူကိုမလာဖြစ်တော့ဘူးလို့အစီအစဉ်ဖြစ်သွားခဲ့ပါတယ်အဲ့လိုဖြစ်ပြီးတော့မှအခုဦးဇင်းတို့မြန်မာနိုင်ငံကတရားပွဲတွေနဲ့ပြန်လဲညှိနှိုင်းပြီးတော့ဒီရက်ကိုပြန်လဲရွှေ့ပြောင်းပြီးတော့လာရခြင်းဖြစ်တဲ့အတွက်နော်အနှင်းငယ်ချွတ်ချော်တိမ်ဆောင်မှုဖြစ်သွားတာဟာဦးဇင်းဘက်ကချွတ်ရင်းချက်ဖြစ်ပါတယ်ဒီကပင့်ဆောင်သူတွေနဲ့အကျိုးဆောင်သူတွေနဲ့လုံးဝမသက်ဆိုင်ပါဘူးဆိုတာအားလုံးကိုဒီနေ့ဦးဇင်းကဝန်ခံရင်းနဲ့တောင်းပန်ပါတယ်နော်အကြောင်းမျိုးမျိုးကြောင့်ဦးဇင်းမှာရက်အပြောင်းလဲဖြစ်သွားရခြင်းဖြစ်ပါတယ်အဲ့ဒါကိုအားလုံးနားလည်ပြီးတော့ခွင့်လွှတ်ပေးကြပါနော်အဲ့တော့အခုဦးဇင်းတို့အနေနဲ့ဒီရက်ကိုရွှေ့ပြောင်းလိုက်တဲ့အခါမဖြစ်အောင်အစင်မပြေအောင်ကြိုးစားကြတဲ့ဓမ္မမောင်နှမများမိသားစုအားလုံးကိုလည်းဦးဇင်းကဒီဘောကနေပဲအထူးပဲဝမ်းမြောက်ကျေးဇူးတင်ကြောင်းနဲ့တို့တကာဒကမပေါင်းကလည်းနော်ဒီနေ့ဓမ္မမောင်နှမရဲ့ကြိုးပမ်းချက်တွေကိုဝိုင်းဝန်းပြီးတော့ဝမ်းမြောက်နှုတ်မော်သာဓုခေါ်ကြပါလို့အားလုံးဦးဇင်းကတောင်းဆိုပါတယ်နော်ဓမ္မမောင်နှမရဲ့ဇွဲကြောင့်လုံးလကြောင့်ဝရိယကြောင့်တို့ဒီတရားပွဲကြီးဟောခွင့်နာခွင့်ရတယ်နော်ကဲကောင်းပြီဒါဏိဒန်းစကားပါဟောမဲ့တရားကတော့တရားကောင်းစဉ်အနေနဲ့ပန်းတိုင်အရောက်သွားကြရအောင်လို့အမိပေးထားပါတယ်။ဘာလဲလဲဟုတ်ပြီနော်ကဲဒီကောင်းစဉ်ဘာလို့ပေးသလဲအရင်စပြောရအောင်အခုသူတော်ကောင်းတို့တွေ32ပုံမှာဘယ်ဘဝရောက်နေကြဘယ်ဘဝရောက်နေလဲဟုတ်ပြီဟိုးအရင်တရားပွဲတွေမှာဦးဇင်းမကြာပြောလို့ရှိပါတယ်ဟောဒီစင်ကာပူနိုင်ငံမှာလည်းအကြိမ်ကြိမ်ပြောဘူးပါတယ်လူဖြစ်ခိုက်မှာလူဖြစ်ကြိုးနိုင်ရမယ်ဟုတ်ကလားအဲ့တော့အခုလူဘဝရောက်နေရင်လူဘဝရဲ့အနှစ်သာရတနည်းအားဖြင့်လူဘဝရဲ့ပန်းတိုင်ဆိုတာရှိတယ်မရှိတယ်ရှိပါဗျာအေးစီစီလေးနှလုံးသွင်းပြီးတော့တရားနာပါနော်ကျေးဇူးရှင်ဘိုးကုတ်ဆရာတော်ဘုရားကြီးရဲ့စကလုံးနဲ့သုံးရရင်နာကတရားနာဉာဏ်ကခန္ဓာလှည့်ပြန်ပြောဟုတ်ပြီဒါဖြင့်တို့စဉ်းစားကြည့်အောင်32ပုံရှိတယ်ဆိုတာကောအားလုံးယုံကြည်နိုင်ကြသလားဟုတ်ပြီအပယ်၄ပုံရှိမရှိရှိပါဗျာငရေတိလိ္ဆံပြိဋ္ဌာအတုရကေဟုတ်ပြီနော်
အဲ့တော့တိရစ္ဆာန်ကတော့တို့မျက်မှောက်မြင်နေရတာသိတာနေပြီပြိတ္တာရှိတယ်ဆိုတာလဲပညာရှိရင်ရိပ်မိပြီငရဲဆိုတာကလည်းအခုလူသားအချင်းချင်းတောင်မှနော်အုပ်စုဖွဲ့အစိုးရတွေဖွဲ့ထောင်တွေကနားတွေလှုပ်ပြီးတော့ငရဲကန်းတမျှနှိပ်စက်နေတာတွေကြည်ချင်းအဖြစ်နော်ဒါသေချာမြင်နိုင်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဉာဏ်ပညာရှိရင်သိနိုင်တယ်အပယ်လေးပုံဆိုတာရှိမရှိဟုတ်ပြီအခုလူဘုံကတော့ကိုနေနေတာဘာမှတန်တရားဖြစ်เสียမလို့ဘူးဒါဖြင့်လူထက်ချမ်းသာတဲ့နတ်ဘဝဆိုတာရောရှိနိုင်မရှိနိုင်ရှိနိုင်တယ်နတ်ဘဝထက်တည်ငြိမ်အေးချမ်းတဲ့ဗြဟ္မာဘဝဆိုတာလေရှိတယ်အလုံးသိထားပြီโอเคအဲ့ဒီထဲမှာမှအခုတော်ကောင်းတို့လူဘဝမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဟောဒီ32ပုံလုံးမှာမြတ်စွာဘုရားနှုတ်တော်ကနေထုတ်လာခဲ့တဲ့စကားကမနုဿတ္တဘာဝောဒုံလဘောလောကသမိန်လောကသမိန်လောကကြီးတဲ့၌မနုဿတ္တဘာဝအခုခမည်းတော်ကျုပ်တို့ရထားတဲ့လူဘဝသည်ဟောဒီ32ပုံကဘဝတွေထဲမှာဒုံလဘောရခဲ့တယ်ဒုံလဘဆိုတာရခဲ့တယ်ဟုတ်ပြီနော်ရခဲ့တယ်လို့မြတ်စွာဘုရားနှုတ်တော်ကပြောခြင်းသည်အခုသူတော်ကောင်းတို့ရထားတဲ့လူဘဝသည်တန်ဖိုးရှိလို့လားတန်ဖိုးမရှိလို့တန်ဖိုးရှိလို့ပါဗျာဒါဖြင့်လူဘဝဆိုတာသည်အနှစ်သာရရှိတဲ့ဘဝမို့လို့ရခဲ့တယ်လို့မြတ်စွာဘုရားကနှုတ်တော်ကပြောတယ်လို့ငါတို့စဉ်းစားဖို့သိမသိဒါဥစဉ်တို့စဉ်းစားရမယ်အဲ့တော့လူဘဝရတဲ့အနှစ်သာရလူဘဝရဲ့ပန်းတိုင်ဟာဘာလဲတတ္တဝါတွေကဘာလို့လူဖြစ်ကြတာလဲလူဘုံမှာဘာတွေလုပ်ကြမလဲဟုတ်ပြီနော်အဲ့တော့ဥစဉ်ကတော့မြန်မာနိုင်ငံမှာတော့တစ်တစ်ခွာခွာပြောလို့ရှိတယ်မင်းတို့လူဘဝရောက်နေတော့လူလိုနေကြဥစဉ်သတိပေးတယ်နော်တခါတလေမေးလိုက်တယ်မင်းတို့လူစိတ်ပေါက်ပြီလားဟုတ်ပြီနော်မင်းတို့ကတော့ရည်စရာလို့ထင်ရင်ထင်နေမှာနော်တချို့ကလည်းဒါတစ်တစ်ခွာခွာကြီးဘုန်းကြီးကဘယ်နဲ့လူကိုလူလိုနေလို့ပြောတာဘာသဘောလဲလို့ပြောချင်ပြောမှာပေါ့ဒါဖြင့်အနည်းဆုံးတိရစ္ဆာန်တဲ့လူတိရစ္ဆာန်ဆိုတာဘာလို့တိရစ္ဆာန်လို့ခေါ်တယ်နော်တိရစ္ဆာန်လို့ဘယ်လိုရပါတယ်လွတ်လွတ်လပ်လပ်ဘယ်သူဖြည့်ခြင်းသလိုဖြည့်ခြင်းသလိုဆိုတာမယုံမသေးတာမဖြစ်စေနဲ့နော်ဦးဇင်းကမေကွန်းလေးတွေမေးပြီးဟောလေးရှိတာလဲထူးပြီးမိတ်ဆက်เสียမလို့တော့ပါဘူးတို့တရားဓမ္မတွေသိပြီးသားပါပဲနော်ကိုယ်တိုင်လဲအမြဲတမ်း question and answer ကိုယ့်အကိုလည်းဒီလိုလုပ်နေတာပဲလောကီစာပေတွေသင်တုန်းကလည်းအဲ့ဒီ question and answer နဲ့နေတာပဲဆရာမတွေကဥစဉ်ကိုသိကြောက်ဘာလို့မေးခွန်းတွေမေးလွန်းလို့ကိုနားမလဲမေးတာပဲအဲ့တော့ဒီလောကုတ္တရာဘက်ကိုလေ့လာလိုက်စားတဲ့အခါမှာလဲအမြဲတမ်း question and answer ဖျားဆိုတာဘာလို့ဖျားခေါ်တာလဲတရားဆိုတာဘာလို့တရားလို့ခေါ်တာလဲဖျားကိုဘာလို့ကိုးကွယ်ရတာလဲတရားကိုဘာလို့ကိုးကွယ်ရတာလဲဘာလို့ဖျားဖြစ်တာလဲအမြဲတမ်းမေးခွန်းတွေမေးနေတာပဲအဲ့တော့ဒီမေးခွန်းတွေမေးနေမှအဖြေတွေထွက်လာမယ်အဖြေထွက်လာမှပန်းတိုင်ရောက်မှာပေါ့ဟုတ်ပြီနော်အဲ့တော့လူဘဝမှာလူဘဝပန်းတိုင်ဆိုတာရှိရမယ်ရှိကိုရှိရမယ်နော်မနုဿတ္တဘာဝဒုံလဘောမနုဿလူသားဘဝဟာရခဲ့တယ်လို့မြတ်စွာဘုရားပြောလိုက်တာအကြောင်းမဲ့တော့မဖြစ်နိုင်မြတ်စွာဘုရားကိုယုံပြီးဆိုရင်အဲ့ဒီသူ့နှုတ်တော်ကထွက်လာတဲ့စကားတိုင်းဟာအဓိပ္ပာယ်ရှိတယ်အနှစ်သာရရှိတယ်တန်ဖိုးရှိတယ်ဆိုတာအကျွမ်းမဲ့ယုံဖို့လိုတယ်ဥပမာလေးတစ်ခုပြောရင်ဦးဇင်းကစကားလုံးတစ်လုံးပြောရင်ဥပမာတွေအများကြီးဖြစ်လာတယ်ဒါမှမဟုတ်တရားတစ်ပွဲပြီးဖို့မလွယ်ဘူးနော်ရတဲ့အချိန်ကလေးကလည်းဦးဇင်းတို့ဒါဒီနေ့နဲ့မနေ့ပြန်2ရက်ပေါင်းရင်တရားပွဲတစ်ချိန်မှာ1နာရီခွဲဆို3နာရီပဲရမယ်ခင်ဗျားတို့နဲ့ကြုံတဲ့စကားပြောခြင်းအဲ့တော့အခုလည်းနည်းနည်းလေးပေါ့အရေးအမွက်ပြောပြမယ်မြတ်စွာဘုရားကိုအကျွမ်းမဲ့ယုံတဲ့ပုဂ္ဂိုလ်တယောက်ဆိုတာကောသလမင်းကြီးရဲ့မိဖုရားမန္လိကာမိဖုရားကြီးရှိတယ်ဘယ်သူလဲအလုံးကြားဘူးလေနော်မန္လိကာမိဖုရားကြီးကမြတ်စွာဘုရားကိုအကျွမ်းမဲ့ယုံတယ်
လွန်လဲကြည်ညိုလေးစားဘာလို့လဲဆိုတော့ तू ကမြတ်စွာဘုရားကိုသူ့လက်ထဲပါတဲ့မုံချမ်းကလေးနော် तू စားဖို့ तू ပန်းခူးတဲ့ သူစင်းရဲမှလေးနော်ပန်းခူးပြီးရောင်းစားရတာပန်းသွားခူးရင်မြတ်စွာဘုရားဆွမ်းခံလာတာနဲ့တွေ့တယ်တွေ့ပြီးတော့မြတ်စွာဘုရားကိုသူ့လက်ထဲပါတဲ့မုံကလေးနဲ့လှူလိုက်တယ်နေ့လည်းစားမဲ့မုံကလေးလှူလိုက်တယ်အဲ့ဒီနေ့ပဲမိဖုရားဖြစ်မယ်လို့မြတ်စွာဘုရားပြောသွားတယ်တကယ်လည်းမိဖုရားဖြစ်တယ်အဲ့တော့ तू ယုံတယ်ကဲဟုတ်ပြီနော်ကဲထားလိုက်တရက်မှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကတကားတယောက်ကပူဆွေးတော့ကတွေရောက်ပြီးသူရှိလာလို့မြတ်စွာဘုရားမေးတယ်သင်ဘယ်လိုဖြစ်တာလဲဆိုတော့တပည့်တော်ချစ်လာစွာတော့တူထီတော့သားလေးတည်သွားလို့ဘုရားတဲ့အဲ့ဒါကြောင့်တပည့်တော်ပူဆွေးလောကရောက်နေတယ်ဆိုတော့မြတ်စွာဘုရားအေးတဲ့ဒါလောကအမှန်တရားပဲတဲ့ချစ်ချင်းကြောင့်ပူဆွေးခြင်းငိုကြွေးခြင်းနော်တောကရောက်ခြင်းဆိုတာဖြစ်ရတယ်မုန်းခြင်းကြောင့်မဖြစ်ဘူးတဲ့ဟုတ်ကလားပူဆွေးတယ်ငိုကြွေးတယ်တောကရောက်တယ်ဆိုတာဘယ်သူကြောင့်ချစ်ချင်းအချစ်တရားတွေရှိနေကြလို့ခင်ဗျားတို့ချစ်နေကြသေးရင်တော့ငိုအောင်မယ်သာမှတ်တာတိတ်ချစ်တတ်တာပဲဆိုရင်တော့တိတ်ငိုရအောင်ပါပေါ့သဘောပါသလားအဲ့ဒါဘယ်သူပြောတာလဲမြတ်စွာဘုရားပြောဘုရားပြောတာလို့မပြောနဲ့စင်ကူရောက်တာနဲ့ရိုင်းနေတယ်တော့သူကအထက်တန်ပေါက်ချင်နော်မြတ်စွာဘုရားမြန်ရှင်ဘက်ကြနေတယ်ပဲသူတို့ကဘုရားနဲ့ဘယ်လိုပြောမလဲမြတ်စွာဘုရားဟုတ်ပြီနော်အခုပြောလိုက်တဲ့စကားချစ်လို့ငိုရတာလို့ဘယ်သူပြောတာလဲဟုတ်ပြီအဲ့ဒါလိုလေးခင်ဗျားတို့လေဒီမှာတန်ခါကုံတော်ထဲမှာပါတယ်အစ္စလီကရဏီယောအနုတ္တရံပုံညက်ခိတံမပြောဘူးလားအစ္စလီဆိုတာလက်ဆယ်ပြာထိတ်မှမိုး၍ရှ िख ိုးခြင်းကထိုက်တော်မူသောသူတို့ဘက်သားတန်ခါတောင်ရှ िख ိုးခြင်းတာတိုက်တယ်ဆိုမြတ်စွာဘုရားဆိုလက်အုပ်ချကိုမချနဲ့ဟမ်အခုမြတ်စွာဘုရားပါဘုရားလို့တစ်ချိန်ဖြေတိုင်းမှာခမရတို့အတွက်ရတဲ့ကုသိုလ်တွေနော်ဘယ်တော့မှခမရတို့အမျိုးယုတ်မဖြစ်တော့ယိုသေးတဲ့သူကိုယိုသေးတယ်မြတ်နိုးထိုက်သူကိုမြတ်နိုးတယ်တန်ဖိုးထားတဲ့သူကိုတန်ဖိုးထားခြင်းသည်တဲ့အမျိုးမြတ်သူတို့ရဲ့အလုံးတဲ့မြင့်မြတ်သူတို့ရဲ့အလုံးတဲ့ရှင်းလားအဲ့တော့အမျိုးယုတ်မဖြစ်တော့အမျိုးယုတ်ဆိုတာခိုးစားတယ်ဘွာတောင်းစားတယ်ဘွာလိန်စားတယ်ဘွာလူစားတယ်ဘွာဒါမှမဟုတ်မင်းတို့စင်ကာပူရောက်နေကြတာတို့ကတော့မခွာနိုင်တော့ဟိုထဲတင်လေကန်ပေါ့နော်ကဲထားလိုက်ပါတော့အဲ့တော့မြတ်စွာဘုရားအဲ့စကားပြောလိုက်တော့တထေးကြီးကသူ့ရှေ့လာတဲ့တကြွယ်ကြီးကဒီယဟန်ကြီးဘာတွေလျှောက်ပြောနေမှမသိဘူးချစ်လို့မြန်ငိုရတယ်လို့အဓိပ္ပာယ်မရှိတာဆိုထွက်သွားလက်မခံဘူးမြတ်စွာဘုရားစကားတိုင်းလူတိုင်းလက်ခံမယ်တော့မထင်နဲ့အဲ့တော့လက်မခံမဲထွက်သွားပြီ तू ကဘယ်သူနဲ့သွားတွေ့လို့ဆိုလမ်းမှာကြွေကစားနေတဲ့လောင်းကစားသမားတွေနဲ့တွေ့ဆိုတော့ကောင်းတယ်လောင်းကစားဆိုတော့မူလည်းမူယူလည်းယူပေါ့လေအမူယူတွေလောက်တာဟုတ်လောင်းကစားဆိုတာဟုတ်ပလားကိုဘဝတန်ဖိုးမှာကိုမသိတဲ့လူကလောင်းကစားနဲ့ချိန်ကုန်နေတာပေါ့ကွာအဲ့တော့အဲ့ဒီဗျံပရာသမားတွေနာသွားပြီးတော့ तू ကသွားပြောတယ်ငါကွာသားသေးလို့တောကရောက်နေပါဆိုမဟုတ်တန်းတရားပြောတဲ့ကိုတော်ကြီးနဲ့တွေ့လာဘုရားကိုမြတ်စွာဘုရားကိုဟုတ်ပြီနော်ဟာနောင်တော်ကြီးကိုဘယ်လိုပြောလိုက်လို့ဟိုကလည်းအမှုသမားယူသမားဆိုပတ်စံရှိတဲ့ကောင်ဆို तू ကဖော်လန်ဖားမှာဒါထုံးစံအမျိုးရုပ်တည်းအကျင့်ကဒီတိုင်းပဲနော်ပတ်စံရှိရင်တစ်မျိုးယာဓုရှိရင်တစ်မျိုးဘွယ်ဓုရှိရင်တစ်မျိုးပတ်စံမရှိရင်တစ်မျိုးဟုတ်ကလားပြောဆိုဆက်ဆံပုံကခင်ဗျားတို့ကြုတ်ပြောလိုက်တဲ့စကားတိုင်းကိုကိုယ့်အကိုပြန်စစ်ငွေရှိသူကိုတစ်မျိုးဆက်ဆံတယ်ငွေမရှိသူတစ်မျိုးဆက်ဆံတယ်ဆိုမင်းအမျိုးရုပ်ပဲလို့သာမှတ်တာရှင်းမလားငါတော့တဲ့တယ်ပဲပြောတတ်တယ်နော်အဲ့တော့ဦးဇင်းတို့ဒါစာပေကျမ်းဂန်နဲ့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့လောကနိယာမနဲ့ကိုယ်တိုင်ရှာဖွေတွေ့ရှိချက်နဲ့ဆက်ပြီးဟောတာကျုပ်ကစာအုပ်တင်ဖတ်ပြီးပြောတဲ့လူလည်းမဟုတ်ဟုတ်ပြီနော်စာအုပ်ထဲကဒီလိုလို့ညွှန်းရတာကျုပ်ကသိရှက်တာစာအုပ်တင်မပြောဘူးကိုယ်တိုင်သိတယ်ဟုတ်ပြီနော်မြင့်မြတ်သူနဲ့ယုံညံ့သူကစိတ်သဘောထားမှာကိုကွာနေပြီယုံညံ့တဲ့စိတ်ထားရှိတဲ့လူကဘလောင်းပလဲလှုပ်တတ်တယ်ရှေ့တင်တစ်မျိုးကွယ်ရတစ်မျိုးဒီလိုလဲလှုပ်တတ်တယ်ပတ်စံရှိရင်တစ်မျိုးမရှိရင်တစ်မျိုးယာတို့ရှိရင်တစ်မျိုးမရှိရင်တစ်မျိုးသူကစကားပြောတော့သူကဝန်ကြီးလေးဆိုရင်ကိုလေသန်းပြောင်းသွားပြီနင်းနေဝန်ကြီးမကလို့ဘာဖြစ်သဘောပါသလားအရှင်မြတ်ဝန်ကြီးလာမှာမို့လို့ထွက်ကြွဝန်ကြီးကဘာကောင်မို့လို့ငါထွက်ကြွရမှာလဲငါဘုရားသားတော်လို့ဒင်းငါစီလိုက်ရင်ဒင်းငါလာကြတော့ဘာဝန်ကြီးမှငါထွက်ကြွနေစမ်းမလို့သဘောပါလားကြည်ရောကြည်တတ်သလားဘာကောင်မှခရီးမဆိုင်ဘူး
ရှင်းတယ်နော်ငါဖျားသားတော့လုံနေတာလို့ဖျားသားတော့ဖျားရဲ့ကျင့်ဆုံးမတဲ့အဆုံးမတိုင်းနေနေတာငါဘယ်သူမှဒူးတော့เสียအကြောင်းမရှိဘူးယဟန်နေလုံနေပြီးတော့တခါဝန်ကြီးဆိုတစ်မျိုးသမရဆိုတစ်မျိုးကြိုက်တဲ့ပါတီတစ်မျိုးမကြိုက်တဲ့ပါတီတစ်မျိုးအဲ့ဒါယဟန်လုံကုန်မဟုတ်ဘူးအဲ့ဒါလူအလုပ်လည်းမဟုတ်ဘူးအမျိုးရုပ်တည်းအလုပ်ရှင်းမလားဘာမှဘက်ပြောင်းသွားเสียဘက်လိုက်เสียအကြောင်းမရှိဘူးအဲ့တော့ခုနကလောင်းကစားသမားဆိုတာဒါပဲယုံညံ့သူမို့လို့ကိုလောင်းကစားအလုပ်လုပ်နေတာရှင်းပြီနော်သူကသူဘယ်ကက်စီနိုဝိုင်းသွားဘလောက်ရှိမှကက်စီနိုတက်ရတယ်ပြောလောင်းကစားလုပ်နေရင်ယုံညံ့သူသာမှတ်ဟုတ်ပလားရှင်းတယ်နော်အဲ့တော့ဗမာပြည်မှာဒီလောက်သေးစိတ်ရှင်းလို့မရဘူးနော်အဲ့တော့ရှင်းလို့ရတဲ့နိုင်ငံလာရှင်းတယ်ဟိုမှာပိတ်ထားတယ်နော်မင်းသိသလောက်အနဲ့မဖွင့်နဲ့တဲ့နော်အထာကထာအလောက်တင်ရတဲ့ဟိုဘက်ကတီကာမချက်နဲ့တဲ့ဩဝါဒကဒီလိုပေးထားတာအောလို့မဆုံးဘူးနော်မင်းညံရှိသလောက်လိုက်မချက်နဲ့တဲ့မရဘူးတဲ့အဲ့တော့အခုချက်လို့ရတဲ့အတိုင်းပြီလားချက်ပြတယ်အဲ့တော့အားလုံးနော်မဟုတ်တာလုံနေပြီဆိုကြတဲ့ယုံညံ့သူဖြစ်နေပြီအဲ့ဒီယုံညံ့သူတွေနဲ့သွားပေါင်းပြီးတော့မှမြတ်စွာဘုရားပြောလိုက်တဲ့စကားကိုချစ်လို့တယ်ကွာငိုရတယ်တဲ့မင်းတို့စဉ်းစားကြည့်သားမှာချစ်ချင်းကြောင့်ဝမ်းမြောက်ခြင်းနှစ်သက်ခြင်းပျော်ရွှင်ခြင်းဟုတ်ကဲ့လားချစ်သူနဲ့တွေ့ရရင်ဘာဖြစ်လို့မဲဒါကြစင်ကာပူကပိုကျွမ်းလောက်တယ်နော်ချစ်သူနဲ့တွေ့ရင်ပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းနှစ်သက်ခြင်းကြည်နူးခြင်းဒါတွေသာလာမှာပေါ့ဘာတော့ကပရိတွေကလာကြလို့လဲကွာဟာဟုတ်တာပေါ့ဟိုကလည်းမြောက်ပေးမှာပေါ့ဟုတ်ပြီနော်ဆိုပြီးတော့အဲ့ဒီစကားလောင်းကစားဝိုင်းပြောလိုက်တယ်ဆိုလောင်းကစားသမားရဲ့ဗဇက်ကသိတဲ့အတိုင်းပဲတဖြည်းဖြည်းတခါတည်းအဲ့ဒီစကားကျဲသွားတယ်ဘယ်ရောက်သွားဆိုနန်းတော်ကြီးရောက်သွားနန်းတော်ကြီးရောက်သွားပြီးတော့ကောသလမင်းကြီးဗဇက်ထဲရောက်သွားတော့ကောသလမင်းကြီးကလည်းဒီသတင်းကြတော့ तू ကဟုတ်တာဗောမြတ်စွာဘုရား तू ကချစ်သူတွေဝိုင်းဝိုင်းလဲနေတာဟုတ်မိဖုရားတွေကအများကြီးဥစ္စာသူ့မှာဝါသဘခတိယလည်းရှိတယ်ဟုတ်လားမာလိကာလည်းရှိတယ်အမလီသူ့မှာတူတီမုတ်ဆာမိဖုရားတွေကိုတပုံကြီးအဲ့တော့ तू ကလည်းချစ်လိုက်ရတာကိုပြောမနေနဲ့တော့အလွန်အချစ်ကြီးသူကိုဗျအဲ့တော့ तू ကအဲ့ထဲမှာမာလိကာကိုပို့ချစ်တော့ဆိုပါတော့ပို့ချစ်တယ်ဆိုတာတွေ့တော့နေမှာပါနော်မေးတယ်မာလိကာကိုမင်းတို့ဆရာမြတ်စွာဘုရားကတဲ့ချစ်ချင်းကြောင့်တောကပရိဒီဝဒုက္ခဒေါမနတရောက်ရတယ်လို့ပြောနေတယ်တဲ့အဲ့ဒါဘယ်လိုဖြစ်တာလဲတဲ့ဆိုတော့မာလိကာကတခွန်းနဲ့ပဲပြန်ပြောတယ်မင်းကြီးတဲ့မင်းကြီးအခုပြောလိုက်တဲ့ကြားခဲ့တဲ့စကားသည်မြတ်စွာဘုရားနှုတ်တော်ကထွက်တဲ့စကားလားတဲ့ဟုတ်ပြီနော်မိဖုရားပြန်ပြောတဲ့စကားအဲ့ဒါပိယဇာတိကသုတ်ခေါ်တယ်အဲ့သုတ်ခေါ်မှမဟုတ်ဘူးဟိုကဒါအကျမ်းမြင့်သဘောလောက်ရှင်းပြတာအဲ့တော့သူမေးလိုက်တဲ့စကားလေးသူတော်ကောင်းတို့တွေဒါမှတ်သားရအောင်လို့မင်းကြီးတဲ့အခုချစ်ချင်းကြောင့်တောကပရိဒီဝဒုက္ခဒေါမနတပူဆွေးခြင်းငိုကြွေးခြင်းတောကရောက်ခြင်းဖြစ်ရတယ်လို့ပြောတာမြတ်စွာဘုရားနှုတ်တော်ကထွက်တဲ့စကားလားတဲ့အေးငါအဲ့လိုပြောကြတာပဲတဲ့မင်းကြီးကဟုတ်ပြီနော်အမှန်ကမာလိကာနဲ့သူကထားကြပါတော့အကျဉ်းလင်မယားချစ်သူတွေဆိုတော့ချစ်တင်းနှောရင်းနဲ့သူကလာပြီးတော့စကားစတာကနော်ချစ်ချင်းကြောင့်ငိုရတယ်ဆိုတာဟုတ်ပါမလားကွာဆိုတော့မောင်တော်ရဲ့ချစ်ချင်းကြောင့်တော့ဘာငိုစရာလိုလဲဘာညာကွိကွတ်တယ်လို့ဖြစ်စေချင်တာပေါ့အလုံးသိတယ်နော်အေးတော့ကြငါတရုပ်ဆောင်တာတွေပါလာလိမ့်မယ်ဘာလို့ဆိုအဲ့ပညာတွေကငါသိကျွမ်းတာဟုတ်အဲ့တော့အဲ့ဒီလိုသူလိုချင်တဲ့ပုံစံမဟုတ်ဘူးဟိုကပြန်မေးလိုက်တာကဒါမြတ်စွာဘုရားနှုတ်တော်ကထွက်တဲ့စကားလားဆိုတော့ကောသလမင်းကြီးကလည်းသူကိုယ်တိုင်ကြားခဲ့တာမဟုတ်ဘူးတဆင့်စကားအေးလူတွေကဒီလိုပြောကြတာပဲတဲ့ဆိုတော့အရှင်မင်းကြီးမှတ်ထားလိုက်ပါတဲ့မာလိကာကရှင်ဘုရင်ကိုပြောနေတာနော်အရှင်မင်းကြီးမှတ်ထားလိုက်ပါတဲ့မြတ်စွာဘုရားကဒီစကားကိုဒီလိုပြောတယ်ဆိုရင်အဲ့ဒီပြောတဲ့စကားဟာအမှန်ပဲတဲ့ဘာမှချွတ်ယွင်းစရာအကြောင်းမရှိဘူးမြတ်စွာဘုရားကဒီလိုဆိုတယ်ဆိုရင်အဲ့ဒီစကားဟာဘာလဲအမှန်ပဲဘယ်လိုပြောတဲ့စကားဟာအမှန်ပဲအကျိုးရှိလို့တန်ဖိုးရှိလို့အနှစ်သာရရှိလို့အမှန်စကားမို့လို့မြတ်စွာဘုရား
ပြောတာမင်းကြီးမှတ်ထားလိုက်တဲ့ဆိုတော့အဲ့ဒါမင်းကြီးစိတ်ကောက်သွားတယ်သွားကောင်းမငါစီမလာနဲ့သူလိုချင်တဲ့ပွင့်ကမရဘူးလေချစ်ချင်းကြောင့်ငိုရတယ်ဆိုနင်ကနားမလာနဲ့တဲ့ဆိုမလာဘူးသွားတယ်ပေါ့ဟိုကလည်းဘာဖြစ်တယ်လဲပြီးတော့မှတိတ်တဆိတ်ပြန်လွတ်ပြီးတော့မြတ်စွာဘုရားထံကသတင်းပြန်မေးမြတ်စွာဘုရားစကားနဲ့ပိဏကောသလမင်းကြီးပြန်ချော့တော့မှဒါပြေလေသွားကြထားလိုက်တော့နော်မာလိကာရဲ့ယုံကြည်ချက်ဦးဇင်းတို့ကဒီစာလေးတွေဖတ်ပြီးရင်အလုံးကိုတာဓုခေါ်တယ်မြတ်နိုးတယ်ဩမြတ်စွာဘုရားပေါ်မှာဒီလိုယုံတာဟုတ်ပြီနော်အခုလဲဦးဇင်းတို့တော်ကောင်းတို့ကဗုဒ္ဓရှင်တော်ဘုရားရဲ့နှုတ်တော်ကထွက်လာတဲ့စကားဆိုရင်ဘာမှတန်တရားဖြစ်เสียမလိုဘူးဟုတ်ပလားကောင်းပြီအဲ့တော့အခုဦးဇင်းတို့တော်ကောင်းတို့လည်းမြတ်စွာဘုရားကပြောခဲ့တယ်လူဘဝဟာဘာဖြစ်တယ်လဲရခဲ့တယ်လူဘဝဟာရခဲ့တော့ခုနတလိษံဆိုတာဦးဇင်းတို့တော်ကောင်းတို့အခုမျက်မြင်ဒိဋ္ဌကိုနဲ့တွေ့နေရတဲ့တတဝါအထင်ရှားဆုံးတတဝါနော်ငရဲမထင်ရှားဘူးပြိတ္တာမထင်ရှားဘူးဒါကိုသိတာမဟုတ်ဘူးကိုသိတာတလိษံဒါပြန်တလိษံထဲမှာအခုတော်ကောင်းတို့အခုဒါအခုခေတ်ကအများအား research လုပ်နေတယ် thesis လုပ်နေတဲ့လောကကြီးဆိုတော့နော်ရေတရဝါပေါင်းမျိုးစုံအခုငါးပြတိုက်သွားကြည့်အာနဝပြတိုက်တွေသွားကြည့်ဟောမျိုးစုံတွေ့ရတယ်ဟုတ်လားကုန်းတရဝါပေါင်းမျိုးစုံ thesis လုပ်ထားတယ်ဘယ်တရဝါတော့ပျောက်တော့မယ်ဘယ်တရဝါတော့နဲနေပြီဘယ်တရဝါပျောက်ခဲ့ပြီးပြီမရှိဘူးလားအဲ့လိုတတ္တဝါတွေများစွာရှိတယ်တလိษံလို့ဦးဇင်းတို့သူတော်ကောင်းတို့တတ်မှတ်ထားတဲ့တတ္တဝါတွေများစွာရှိတယ်ဟုတ်ပြီနော်ဒါဖြင့်အဲ့ဒီတလိษံတွေထဲမှာအမြီးပါဂျိုပါအမီးနဲ့ဂျိုနဲ့လေးဘက်ထောက်သွားတိုင်းတရဝါကိုတလိษံလို့ခေါ်တာလားမဟုတ်ဘူးတဲ့တလိษံရဲ့ definition ကသီးသန့်ရှိတယ်တလိษံဆိုတာဘာလဲဆိုတော့တိအိဋ္ဌာတိသုံးပါးသောအိဋ္ဌာအလိုဆန္ဒဖြင့်သာဘဝတသက်တာအချိန်ကုန်တာကိုဘာခေါ်တော့တလိษံဓမ္မထနော်တိအိဋ္ဌာအလိုသုံးပါးဖြင့်သာအသက်ရှင်နေတဲ့တရဝါကိုတလိษံတလိษံဘယ်တန်တန်ဆိုတော့ပြီးတော့တန်တန်နဲ့ခွဲတာလားအကျင့်နဲ့ခွဲတာလားအကျင့်မှာအိစာကာမပြန်ပြောအိစာကာမအိဖို့ရဲ့စားဖို့ရဲ့ကာမဂုဏ်ခံစားဖို့ရဲ့အိတဲ့နေရာလဲစီကံမရှိဘူးသူအိတ်ချင်တဲ့နေရာအိတ်ပလိုက်မယ်သူ့နေရာတွေငါနေရာတွေမလိုချင်ဘူးစားဖို့လေကြီးနိုင်ငယ်ညင်းနိုင်ရာစားပလိုက်မှာတလိษံမှာဥပရိသဆိုတာမရှိဘူးဟုတ်ပြီလားကာမဂုဏ်ခံစားတဲ့နေရာမှာလေအမေတွေနှမတွေအမတွေသားသမီးတွေမိဘတွေမရှိဘူးသူဆန္ဒဖြစ်ပေါ်လာရင်ကြုံတယ်လို့ခံစားပလိုက်ကြမှာပဲအဲ့ဒါဘာခေါ်လဲလူမှအဲ့ဒါလိုလုပ်လို့ရသလားမရဘူးဆိုတာတို့ဗုဒ္ဓတရားတော်နဲ့အညီတိဆောက်ထားတဲ့မြန်မာလူမျိုးတို့ရဲ့မြန်မာဆိုရင်ကချင်ကယားကရင်ချင်းမွန်မြန်မာရခိုင်ရှမ်းအကုန်ပါတယ်နော်အဲ့လိုသဘောမပေါက်ပါဆိုလို့ဒီမှာမြန်မာမိသားစုများလို့ရေးထားတယ်တော့ကြာနေမြန်မာမိသားစုဆိုရင်ဒီတဲ့ငါတို့အချင်းတွေငါတို့မပါဘူးထင်တယ်နော်ကရင်တွေမပါဘူးထင်တယ်ဖြစ်နေမှာဆိုလို့ဗုဒ္ဓဘာသာဝင်မိသားစုများလို့ပြောင်းပြောလိုက်တာခုနဓမ္မမောင်ဓမ္မကြီးနော်သဘောပါသလားအဲ့တော့ဒီလူနဲ့တလိษံကွဲပြားမှုကိုသဘောပေါက်ဖို့ရာကလူဆိုရင်လူကျင့်ဝတ်တရားတွေမြတ်စွာဘုရားအခုအမိဝအဖဝသာသမီဝတပည့်ဝဆရာဝအကြီးကဲဝကျွန်ဝသူသီးသန့်ဝတ်တရားတွေနဲ့အညီမြတ်စွာဘုရားအဆုံးအမတွေရှိမရှိရှိပါပါအခုအကျင့်လင်များဖြစ်ပေါင်းဖော်တော့မယ်ဆိုတော့လေကာမဂုဏ်ခံစားတဲ့နေရာမှာတောင်မှကာမပိုင်နေထံကအရွယ်မရောက်သေးတဲ့သားသမီးများဆိုလို့ရှိရင်လေမိဘများအုတ်ထိန်သူအတော်ပဲအုတ်ထိန်အမပဲအုတ်ထိန်နောက်မို့အပေါင်းအသင်းတွေကပဲအုတ်ထိန်တာတငယ်ချင်းအပေါင်းအသင်းနဲ့နေတယ်ဆိုရင်လေဒီအပေါင်းအသင်းတွေကိုခွင့်ပန်ပြီးမှလက်ထပ်ပေါင်းသင်းပိုင်ခွင့်ရှိတယ်တဲ့သဘောပါသလားအဲ့လိုစီကံတွေနဲ့တို့မြမယဉ်ကျေးမှုကိုတီထောင်ထားတာဟာဗုဒ္ဓရဲ့အဆုံးအမအတိုင်းလူပိသအောင်ထူထောင်ထားတာအဲ့ဒါကိုခမည်းတော်ကဟိုအကျင့်ပြက်နေတဲ့တလိษံဇက်သွင်းပြီးတော့ဘာမှလက်မထပ်သေးဘူး living together နော် living together ဒါလွတ်လပ်တဲ့လူအခွင့်အရေးပဲ16နှစ်ပြည့်ပြီလှုပ်ချင်ရလှုပ်မယ်ဆိုတဲ့လမ်းစဉ်ပေါ်သွားပြီဆိုကြတဲ့ခမည်းတော်ဟာလူဇက်ပြက်သွားတယ်ကလေး3ယောက်ရနေပြီလက်မထပ်သေးဘူးတဲ့
တော့ပါလားသူကလည်းပေါင်းကျင်သူတွေလည်းပေါင်းတယ်ကိုလည်းပေါင်းကျင်သူတွေလည်းပေါင်းတယ်ဆိုတော့တိရစ္ဆာန်ဇက်ခင်းနေတာနဲ့အတူတူပဲရှင်းမလားတလင်တမယားနဲ့ family type ဆိုတာဒါဗုဒ္ဓရဲ့အဆုံးအမနဲ့လူပိသရေးလူဘဝရဲ့ပန်းတိုင်ခင်ဗျဗျံပရာနေတယ်ဆိုတာတိရစ္ဆာန်ရှင်းမလားအားလုံးရှင်းတတ်သလားဓမ္မထအဲ့တော့တိရစ္ဆာန်နဲ့လူဘာကွာနေလဲဆိုတိရစ္ဆာန်ဆိုတာဂျိုးပါတာအမိပါတာကိုပြောတာမဟုတ်ဘူးမြတ်စွာဘုရားလည်းငုံတို့ခွေးတို့မျိုးစုံဖြစ်တာပဲဒါပေမဲ့သူတိရစ္ဆာန်လို့ပြောလို့မရဘူးမြတ်စွာဘုရားအလောင်းတော်သည်လေးသိင်ချင်းနဲ့ကဘာသသိမ့်ပါရမီဖြည့်စင်မှာတိရစ္ဆာန်ဇက်ကိုရောက်ပါတယ်ဒါပေမဲ့သူတိရစ္ဆာန်မဟုတ်ဘူးဘာဖြစ်လို့ဘုရားအလောင်းသည်ဘယ်ဘဝရောက်ရောက်သူ့ကိုယ်သူဘုရားအလောင်းမှန်သိတယ်ဒါကိုယုံကလေးဖြစ်လဲတတ်တတ်လွတ်စားတယ်သူ့ကိုယ်သူလှူတယ်မိဘုံနဲ့တောင်ခုံချဟုတ်ကလားဒီလိုအလှူတွေလုပ်ခဲ့တာဟာအသိဉာဏ်ရှိနေတဲ့ဘဝဆိုတော့ကျင့်ဝတ်သိက္ခာတွေနဲ့နေတဲ့အတွက်သူတိရစ္ဆာန်လို့ပြောလို့မရဘူးတိရစ္ဆာန်ဆိုတာဘာလဲအိစာကာမဒီသုံးပါးနဲ့အချိန်ကုန်ရင်ပါလေအဲ့တော့သူတော်ကောင်းတို့ကတနေ့တနေ့ကိုယ့်ကိုယ်ပြန်စစ်နော်အခုဒါစနေတနေ့ကနေတရားနာလာပေါ်ရတယ်ဆိုတော့ဥစဉ်ကဩသူတို့တွေစနေတနေ့ကနေတော့လူဖြစ်ကြသေးတယ်ဟဲ့ဟမ်ဘာလို့ဆိုတနေ့လာကြတော့အေးမဝတော့နဲ့ထပြေဖျားစင်ရှိလည်းမရဘူးရည်ချမ်းလည်းမကတ်နိုင်ဘူးဩကာလည်းမလုံနိုင်ဘူးပြေးအေးမဝတော့နဲ့ယထာနဲ့လူကယထာနဲ့ပြေးကားနဲ့လူကကားနဲ့ပြေးအလုတ်လို့ညနေကျပြန်လာမောပန်းပြီးတော့ဗနီဆူလာသွားဟိုဝဲဒါဝဲပြီးပြန်လာချက်ပြုတ်ဟမ်ဟုတ်ကလားပြီးလည်းပြီးတော့တခါလဲထိုးအိတ်ဩကာလည်းမလုံနိုင်ဘူးအဲ့တော့ဒါနလည်းမရှိသီလလည်းမရှိဘာဝနာလည်းမရှိဆိုတော့တပတ်မှ9ရက်လူဇက်ပြောက်ဟုတ်ပလားလူမှန်ရင်ဒါနရှိရမယ်သီလလုံနိုင်ရမယ်ဘာဝနာပွားနိုင်ရမယ်ဒါနသီလဘာဝနာဒါလူဘဝရဲ့အနှစ်သာရတိရစ္ဆာန်မှာဒါတွေရှိသလားရှိပါဘူးဗျာလုံနိုင်သလားမလုံနိုင်ဘူးအိပ်ဖို့ရင်စားဖို့ရင်ကာမဂုဏ်ခံစားဖို့ရင်အဲ့တော့နောက်တနေ့မနေ့ပြန်အိပ်ရထကြတဲ့စဉ်းစားခင်ဗျားတို့ညီးနေကြတိုင်းအေးရမဝသေးဘူးဘာစကားပြောတာတိရစ္ဆာန်စကားပြောတာသူကအိပ်ဖို့ပဲစဉ်းစားနေတာသဘောပါသလားမနှက်စာမှမပြီးသေးဘူးတို့နေ့လည်းပါစားကြရင်ကောင်းမလဲဘာစကားပြောတာလဲဒါသဘောပါသလားအခုခင်ဗျားတို့လူစားစားတာအောင်သင်ပေးရတယ်ဤသည်စားပွဲအမဲမဲကိုမြူးရွယ်မှန်ကြွလှပရေးစင်ပြေဖြိုးခြင်းကမဆိုးလားအဲ့ဒါယဟန်နေတွေဆိုရမှာမဟုတ်ဘူးမင်းတို့အားလုံးဗုဒ္ဓဘာသာဝင်မှန်ရင်ဦးဇင်းကလေကျောင်းတော်ကဘာသာပေါင်းစုံနဲ့ပေါင်းတယ်ဦးဇင်းတို့ဆရာသမားတွေမှာလည်းဘာသာပေါင်းစုံရှိတာပေါ့ဒါမှမဟုတ်သူများဟိုဘာသာဒီဘာသာရန်လို့သူမင်္ဂလာမပါဘူးနော်ဘာလို့ဆိုကိုယ်ဆရာသမားတွေထဲမှာလည်းဘာသာပေါင်းစုံကပါတယ်ကိုယ်အပေါင်းအသင်းတွေမှာလည်းဘာသာပေါင်းစုံကပါတယ်ဘယ်ဘာသာမှရန်လို့ဆရာအကြောင်းမရှိဘူးကိုယ်လမ်းကိုမှန်အောင်လျှောက်ဖို့ပဲသဘောပါသလားသာသနာပြုတဲ့လမ်းစဉ်မှာအတိုက်ခိုက်ဆိုတာမရှိဘူးကိုယ်ဘာသာကိုမယုံကြည်လို့ဘယ်သူမှရန်လို့ဆရာအကြောင်းမရှိဘူးကိုယ်ဘာသာကိုဒဲကထွက်သွားတယ်ဆိုတာကိုယ်ဘာသာအချင်းချင်းနားလည်အောင်အတိမပေးနိုင်လို့ကိုညံ့နေလို့ဒါလိုက်ပြီးရန်လို့နေစရာအကြောင်းမဟုတ်ဒါဥစဉ်တို့ရဲ့အယူဆပဲသဘောပါလားအသိဉာဏ်ခိုင်မာအောင်စကြတဲ့ကတိဆောက်ထားရင်ဒီလောက်အဖို့တန်တဲ့သာသနာကြီးဘယ်သူမှမစွန့်နိုင်ဘူးစွန့်နိုင်ပြီဆိုကြတဲ့ကသူကိုယ်တိုင်သူ့ဘဝအဖို့မတန်လို့သဘောပါလားအဲ့တော့မြတ်စွာဘုရားတော်အကုန်လိုက်မကယ်နိုင်တာတို့လည်းမကယ်နိုင်ဘူးအဲ့တော့တို့ရှိရောက်လာတဲ့လူပဲသိအောင်ဟောရမှာဥစဉ်တို့တာပေါ့ကျင်တတ်သလားအဲ့တော့ဥစဉ်တို့တော်ကောင်းတို့ကကိုနေ့စဉ်ဘဝကိုကိုယ်တိုင်စစ်ဆေးပြီးတော့တန်ဖိုးရှိအောင်ကြိုးစားရမယ်ဟုတ်ပြီနော်အဲ့တော့ဒီဘုံကိုဒီတနေ့တာအချိန်ကုန်သွားပြီမနဲ့လင်းလာအိပ်ရထားကြတဲ့ကိုကုသိုလ်နဲ့စမယ်ဥစဉ်တော့မျက်နှာမသိခင်ကြတဲ့မျက်နှာသိဖို့အိပ်ရထားတော့ဒီလိုပါပဲလေအိတ်ချင်မှုလူနဲ့ထားသွားမထားခြင်းနဲ့ထားပေါ့လေထားသွားပြီးဟိုရောက်သွားပြီဆိုတာနဲ့မျက်နှာမသိခင်ကြတဲ့လက်ဦးနှစ်ဖက်ချီလိုက်တယ်နှစ်ဖူးပေါ်လက်တင်ပြီးတော့နမောတသဗ္ဗဝါဒေါရဒေါသမတမုဒ္ဒတ၃ချိန်ရှိခိုးတယ်ပြီးဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိဒုတိယမိဗုဒ္ဓံတရဏံကိစ္ဆာမိဒါခင်ဗျားတို့ကြားနေမှာဆိုလို့တကယ်ဆိုတာကဗုဒ္ဓောမေတရဏံအဉ္ဉာဏတိ
ဩရံတရဏံကိသာမိဗုဒ္ဓံမူစိမိဓမ္မောမေတရဏံအညာဏတိဒီလိုဆိုလိုက်တယ်ပြီးရင်ဒုတိယမိဗုဒ္ဓောမေတရဏံအညာဏတိဗုဒ္ဓံတရဏံကိသာမိဗုဒ္ဓံမူစိမိတတိယမိဗုဒ္ဓောမေတရဏံအညာဏတိဗုဒ္ဓံတရဏံကိသာမိဗုဒ္ဓံမူကတော့တရဏဂုံဆောက်တည်ပြီးတော့ဤတရဏဂုံဆောက်တည်ရသောကုသိုလ်ကိုတတ္တဝါအာလုံးကိုစောင့်နှံ့အပါဝင်အမြပေးဝေပါ၏ဆိုပြီးမှမျက်နှာတက်တယ်အိယာနိုးပြီဆိုကြတဲ့ကိုလူဖြစ်အောင်အရင်လုပ်လိုက်ရရှင်းလားအဲ့တော့စားတော့မယ်ဘာစားတော့မယ်အချိန်ကလေးမှာဒါမှမဟုတ်ကျောင်းတုံးကဘာသာစုံနဲ့ပေါင်းတယ်ဆိုတဲ့ခုနစကားလေးကစားတော့မယ်ဆိုရင်လည်းအခုဦးဇင်းကဆင်ကျင်ပြီးစားတယ်ကိုတပည့်တွေလည်းကပ္ပိယတွေလည်းဆင်ကျင်ပြီးစားခိုင်းတယ်အကျင့်လောက်ထားတယ်မနဲ့စားညနေစားမင်းစားကျင်တဲ့အချိန်စားကွာမင်းတို့စားတဲ့အချိန်မှာဆင်ကျင်ပြီးစားဦးဇင်းအပေါင်းအသင်းတွေထဲမှာခရစ်ယာန်တငယ်ချင်းတွေရှိတယ်လက်ဖေးဆိုင်သွားမယ်ဆိုလက်ဖေးဆိုင်အတူသွားတောက်လဲသူကလက်ဖေးကွက်ကင်ပြီးရင်ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဆုတောင်းပြီးမှစားတယ်အာမင်သူတို့အာမင်ကိုလည်းအာမင်နဲ့လို့သဘောကျလုံးလို့ဘာလေးကျွေးသွားရင်လိုက်ချောကလက်လေးဖဲ့ကျွေးလိုက်တယ်အဲ့ဒီအာမင်လို့ရုပ်စွာဆုံးပြောမယ်ညနေအရက်တူသွားတော့အရက်ခွက်ငှဲ့ထားပြီးအာမင်လို့အမင်းကြီးနဲ့ကျွတ်တို့ဗုဒ္ဓဘာသာဘယ်သူမှဘုရားသတိမရဘူးစားချိန်တော့ချိန်မှာတော့ပါလားအခုလူဘဝရဲ့အနှစ်သာရဒါဥစဉ်အဲ့ဒီကလေးကအကျင့်လုပ်လာတယ်။အော်သူတို့အာမင်းလုပ်နေတဲ့အချိန်ကိုကမေတ္တာပို့နေတယ်။ငါဒီအစားကိုစားတာနော်ငါဘဝငါခန္ဓာကိုယ်လေးလှဖို့ပတ်ဖို့အတွက်တည်းမဟုတ်ဘူး။ဒါဥစဉ်တသက်ဘဝတသက်တာလျှောက်လုံးဒီနေ့အထိရဲကြီးအာမခံရတာကနေ့စဉ်လုံနေသမျှအလုပ်ထဲမှာကိုတယောက်တည်းကောင်းစားဖို့ဘယ်တော့မှမလုပ်ခဲ့ဘူး။သိတတ်တဲ့အရွယ်ကလေးရင်ကိုတရားစာတပုတ်ဖတ်တယ်ကိုတယောက်သိသွားပြီဆိုတာဒါအများသိအောင်ငါဘယ်လိုလုပ်မလဲသဘောပါသလားအားလုံးကြည်တတ်တယ်နော်ဒါဖြင့်လူဘဝရခိုင်မှာလူဘဝရဲ့အနှစ်သာရဖြစ်တဲ့ဒါနသီလဘာဝနာမှနေ့စဉ်မလုပ်နိုင်ရင်ငါတို့လူဖြစ်ပြီလို့ပြောလို့မရဘူးလူဘဝဆိုတာအကုသိုလ်တွေလုပ်ဖို့လာကြတာလားကုသိုလ်တွေလုပ်ဖို့လာကြတာဒါလူဘဝရဲ့ပန်းတိုင်လူဆိုတာခုနကပြောလိုက်တယ်ဟိုတောင်းကအတန်ထွက်လာပါတယ်လူနဲ့တိရစ္ဆာန်ဘာကွာလဲဆိုအသိဉာဏ်ကွာတယ်အားလုံးဒါအလွယ်တကူဖြေနေတာဟုတ်ပြီနော်အသိဉာဏ်ကွာရင်အသိဉာဏ်ကွာပါတယ်ဆိုတာကိုဘာနဲ့သက်သေပြမလဲလူနဲ့အသိဉာဏ်လူနဲ့တိရစ္ဆာန်ဘာကွာတယ်အသိဉာဏ်ကွာတယ်ဒါအားလုံး common နော်ခြုံပြီးပြောနေကြခင်ဗျားတို့နှုတ်တင်မှာဒါလေ့ချက်ပြီးသားအသိဉာဏ်ကွာပါတယ်ဆိုတာကိုဘာနဲ့ proof လုပ်မလဲသက်သေပြမလဲပြောအကျင့်သိက္ခာဟုတ်မလားတိရစ္ဆာန်အကျင့်နဲ့လူအကျင့်လုံးဝမတူအောင်တိရစ္ဆာန်တွေကြီးနိုင်ငယ်ညစ်နိုင်ရစားလုပ်တယ်ဒါဘယ်သူအကျင့်တို့အဲ့ဒီတိရစ္ဆာန်အကျင့်မျိုးကိုယ်မှရှိနေရင်ကိုလူဖြစ်ပြီလို့ပြောလို့သဘောပါလားအားလုံးရှင်းတယ်နော်ဒါဖြင့်အကျင့်သိက္ခာကိုလူပိသတဲ့အကျင့်ကျင့်နိုင်ဖို့ရလူဘဝရဲ့ပန်းနိုင်ပဲဟုတ်ပြီနော်တိရစ္ဆာန်သည်ကုသိုလ်အကုသိုလ်သိသလားမသိတဲ့အတွက်သူသည်ကုသိုလ်အကုသိုလ်ရွေးချယ်ပြုလုပ်နိုင်စွမ်းဒါဟုဘာခေါ်လဲအားလုံးဒါဟုဘာခေါ်လဲကုသိုလ်အကုသိုလ်ကိုမသိချင်းကြောင့်ကုသိုလ်အကုသိုလ်ကိုရွေးချယ်၍မပြုလုပ်နိုင်တာကိုဘာခေါ်လဲအခုခမည်းတော်ကုသိုလ်အကုသိုလ်ကိုသိတယ်ဒါဖြင့်ရွေးချယ်ပြုလုပ်နိုင်တဲ့အစွမ်းဒါဖြင့်ရွေးချယ်လုပ်နိုင်မှလူဒါကြောင့်မြတ်စွာဘုရားကတပ္ပပါပတ္တအကရဏမကောင်းမှုမှန်သမျှမလုပ်ကြနဲ့ကောင်းမှုမှန်သမျှလုပ်ဖြစ်အောင်လုပ်ပြန်ပြောဘာလုပ်ဖြစ်အောင်လုပ်ငါစင်ကာပူရောက်လာလို့ဒီကောင်တွေဗမာချင်းပျောက်သွားပြီထင်တာနော်ဒီငပြင်းချင်းကခုထိမပျောက်ဘူးပြောသမ်းဘာကိုလှုပ်ဖြစ်အောင်လုပ်ရမကောင်းမှုမှန်သမျှမလှုပ်ကြနဲ့သူကတိတိကျကျကိုတားမြစ်ထားတာတပ္ပပါပတ္တအကရဏဆိုတာမပြုတ်နဲ့မကျင့်နဲ့မဖြစ်စေနဲ့တဲ့အကုသို့လုံးဝမဖြစ်စေနဲ့တဲ့ကုသိုလ်ဖြစ်အောင်လို့ကုသလတဥပတံပဒကရဏနဲ့တောင်မသုံးဘူးကရဏဆိုတာဖြစ်သွားတာဖြစ်စေတာ
ဟုတ်ပြီနော်ဟိုဟာကျတော့ဥပတံပရဆိုတာမဖြစ်ဖြစ်အောင်လုပ်ရလုပ်ကိုလုပ်ရမယ်ဆိုတဲ့အသုံးအနှုန်းကိစ္စနဲ့ကရဏရှိတယ်ကရဏဆိုတာလုပ်ချင်လဲရတယ်မလုပ်ချင်လဲရတယ်ကိစ္စကမဖြစ်ဖြစ်အောင်လုပ်ရမယ်ကိစ္စလေးရှိသေးလို့ဆိုရင်အဲ့ကိစ္စက surely ဟုတ်ပလားသဘောပါတယ်နော်အဲ့တော့အခုသူတော်ကောင်းတို့ဥပတံပဒါလို့သုံးလိုက်တာကကုသိုလ်ကိုဖြစ်အောင်ကိုလုပ်နေရမယ်တဲ့ရှင်းလားမကောင်းမှုမှန်သမျှမလုပ်ကြနဲ့ကောင်းမှုမှန်သမျှလုပ်ဖြစ်အောင်လုပ်ဒါကြောင့်ဦးဇင်းရဲ့ definition တွေကိုခင်ဗျားတို့တိတိကျကျဘာသာပြန်ပေးတာဟုတ်ပြီနော်ဒီတော့ဒါလူဖြစ်ခြင်းရဲ့ပန်းတိုင်နေ့စဉ်နဲ့မြကောင်းမှုတွေကိုလုပ်နေနိုင်မှဘာဖြစ်မလဲလူဖြစ်မယ်လူဘဝကိုလူပိသအောင်နေနိုင်တယ်လို့ပြောလို့ရမယ်ဒါတစ်ချက်နောက်တစ်ချက်ခုခင်ဗျားတို့ဘာသာကိုးကွယ်တာโอเคဗုဒ္ဓဘာသာမှာဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်သူတိုင်းအတွက်အဆုံးပန်းတိုင်ရှိမရှိရှိပါရဲ့ဗျာဗါလေအောင်မဲတက်တော်ပါလားသာဓုဒါဖြင့်ခင်ဗျားတို့အကျုပ်တို့ဟာပန်းတိုင်မရှိတဲ့ဘဝတွေလားပန်းတိုင်ရှိတဲ့ဘဝတွေလားမျောလင့်ချက်မဲ့နေတဲ့ဘဝတွေလားမျောလင့်ချက်ရှိတဲ့ဘဝလားဒါလေးမှတ်ထားနော်တခြားသောယုံကြည်မှုတွေနဲ့ကြွာတာကတခြားကဖန်ဆင်းရှင်ရှိတယ်လို့ယုံကြည်ထားရင်ဖန်ဆင်းရှင်သဘောပဲဖြစ်သွားပြီကိုယ်သဘောဘာမှမပါဘူးအဲ့တော့ကိုဘာမှလှုပ်เสียအောင်မလိုဘူးတကယ်တော့အဲ့ဒီယုံကြည်ချက်တွေရဆိုဘာမှကိုလှုပ်เสียမလိုဘူးစားเสียမရှိလဲဖန်ဆင်းရှင်ရှာပေးလိမ့်ဝတ်เสียမရှိလဲဖန်ဆင်းရှင်တုတာဝန်လေသူ့ဟာသူပြန်သိမ်းရင်လဲသိမ်းသွားပါကိုယ့်ကိုလှုပ်ရှုပ်ခံပြီးရှာနေစရာမလိုပါဘူးသဘောပါသလားဒါပေမဲ့လောကနိယာမကအဲ့ဒါလို့ရသလားမရဘူးလောကအမှန်တရားကိုစားဖို့ကိုယ့်ကိုရှာကိုဝတ်ဖို့ဘယ်သူမှမအုံဖွက်ဆိုလာချပေးလို့မချပေးပါဘူးရှင်းတယ်နော်ဒါဖြင့်ဗုဒ္ဓရဲ့လမ်းစဉ်အရာကိုယ့်ဘဝရဲ့အရှင်သခင်ဟာကိုယ်ပဲဘယ်သူသမိုင်းဘယ်သူရေးရမလဲဒါဖြင့်ခုတော်ဟောင်းတို့ဗုဒ္ဓဘာသာဖြစ်နေခြင်းကြောင့်နော်မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းဆိုရင်ကိုပန်းတိုင်ကိုချမှတ်ပိုင်ခွင့်ချမှတ်နိုင်စွမ်းသိကြတယ်နော်အခုသူတော်ကောင်းတို့ဒီဘဝကနေငရဲသွားခြင်းလားငရဲမရောက်အောင်ရှောင်လို့ဩဆရာကြီးနော်ခင်ဗျားတို့တော့မသိဘူးဗျာကျုပ်နဲ့အတူနေတဲ့ကျုပ်တို့တနိုင်ငံသေးသားတွေကတော့ရှောင်မရကြဘူးထင်တယ်ဗျာပြန်ပေးကြည့်ပါဦးမယ်ခင်ဗျားတို့လည်းအိတ်ချင်မှုလို့နဲ့ဖြေတာတော့မဖြစ်နိုင်ဘူးနော်ငရဲမရောက်အောင်ရှောင်လို့ဟာပိုင်လာကြီးလားဟမ်ပိဋ္ဌာမဖြစ်အောင်နေလို့ဟုတ်တယ်နော်နတ်ပြည်ရောက်အောင်လုပ်ချင်ရောကြည့်ဒါဗုဒ္ဓရဲ့အဆုံးအမရဲ့အနှစ်သာရလောကနိယာမကြီးကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကစနစ်တကျချပြသွားတယ်လူပြည်လူချမ်းသာဖြစ်ကြောင်းတရားတွေကိုလမ်းညွန်ခဲ့မညွန်ခဲ့နတ်ပြည်ရောက်ကြောင်းတရားတွေကိုဗြဟ္မပြည်ရောက်ကြောင်းတရားတွေကိုနိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုအပေရောက်ကြောင်းတရားတွေကိုပြိတ္တာဖြစ်ကြောင်းတရားတွေကိုတိရစ္ဆာန်ဖြစ်ကြောင်းတရားတွေကိုလောဘနဲ့သေရင်ပြိတ္တာဖြစ်မယ်လောဘနဲ့သေရင်လောဘဆိုတာသားဆွဲသေးသမီးဆွဲသေးပစ္စည်းဆွဲသေးသေချာပေါက်ပြိတ္တာဖြစ်မယ်သဘောပါသလားဒေါသနဲ့သေရင်ငရဲသွားမယ်ဟုတ်ကလားမောဟနဲ့သေရင်တိရစ္ဆာန်ဖြစ်မယ်သူ့လမ်းစဉ်တွေမရှိဘူးလားအဲ့ဒီလမ်းစဉ်တွေကနေလွတ်အောင်ငရဲမဖြစ်ခြင်းရင်ငရဲဖြစ်ငရဲ
ရောက်ကြောင်းတရားတွေကိုရှောင်ရှားနိုင်မယ်ဆိုရင်ငရဲဘဝကလွတ်နိုင်မလွတ်နိုင်အဲ့တော့လူဘဝမှာရွေးချယ်ပိုင်ခွင့်ရှိတယ်ဗုဒ္ဓဘာသာဖြစ်ခြင်းကြောင့်နိဗ္ဗာန်ကိုမျှော်မှန်းပိုင်ခွင့်သဘောပါလားဒါဗုဒ္ဓဘာသာဝင်ဖြစ်မှဒီအခွင့်အရေးတွေရှိတယ်ဟုတ်ပလားအဲ့တော့အခုတော်တော်တို့ဗုဒ္ဓဘာသာဖြစ်ခွင့်ရမရရနေရင်တော်တော်တို့ပန်းတိုင်ရှိသင့်မရှိသင့်ဒါဖြင့်အခုလူဘဝမှာတော်တော်တို့ရှာဖွေနေကြတာနော်တဘဝတနတ်စာပဲရှာမလားတန်တရားလွတ်မြောက်ကြောင်းရှာမလားဟုတ်ပြီတဘဝကောင်းစားရေးအတွက်ကလည်းသူ့လုပ်ငန်းနဲ့သူခင်ဗျားတို့လုပ်နေရပြီသားမရှာလို့လည်းမရဘူးအဲ့ဒီရှာနေရင်နဲ့တဘဝစာစားရရင်ပြီးရောနောက်ဘဝဘာဖြစ်ဖြစ်ခိုးရှာမယ်လိန်ရှာမယ်လူရှာမယ်ဒီလိုလုပ်တဲ့လူတွေရောမရှိဘူးလားအဲ့ဒီပုဂ္ဂိုလ်တွေကဒီဘဝတော့စားလောက်ခြင်းစားလောက်မယ်ချမ်းသာခြင်းချမ်းသာမယ်သို့တော့အဲ့ဒီမကောင်းမှုဒုစရိုက်ရဲ့အပြစ်သည်လေလိုပြလိုလွင့်သွားမှလားအကျိုးပေးလာမှလားအဲ့တော့တဘဝစာကောင်းစားရေးတော့မှန်ပါရဲ့တန်တရားအတွက်ကြတော့နေမွန်းတော့မယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာဗုဒ္ဓဘာသာဖြစ်ပြီလို့ပြောလို့သဘောပါသလားကဲဒီတော့လူဘဝမှာလူပိသတဲ့ပန်းတိုင်ရှိရမယ်ဗုဒ္ဓဘာသာဝင်ဘဝမှာဗုဒ္ဓဘာသာပိသတဲ့ဒါကြောင့်တရားကောင်းတယ်ပါလေရေးထားတဲ့လူတွေပြန်ကြည့်လိုက်အဲ့ဒါမှအဆင်ပြေနော်နှုံးဝင်သူတို့လိုရာကိုရောက်လာမှာမဟုတ်ဘူးအဲ့ဒါကြောင့်ဘယ်ချိန်ပြန်ကြည့်မလဲလို့စောင့်နေတာခတ်တီနဲ့ဖြေတော့ဖြေနေတယ်သူတို့မမှတ်မိဥစဉ်သိပြီးသားခင်ဗျားတို့နော်ဒီကလေကောင်းကောင်းနဲ့သာချောပြီးပြောသွားရင်နောက်ကဟာတွေအကုန်ထားခဲ့တယ်ဆိုတာပန်းတိုင်အရောက်သွားကြရအောင်ခင်ဗျားတို့ချော့မော့ပြီးပြောရတာခေါင်းစဉ်တောင်မှချော့တတ်တာသဘောပါသလားတချို့ကချော့ကုန်မှရမှာဟုတ်ဘလောက်ပြောသူကနိဗ္ဗာန်မလေးမလို့ခြင်းသေးပါဘူးတဲ့နော်တော့လုံးလုံးစဲလူဘဝအာယုံကလေးခံစားနေရင်သူကပျော်နေတာကဲကောင်းပြီအဲ့ဒါကိုဦးဇင်းတို့တုတ်တော်နဲ့တွဲမယ်အဲ့တော့တရားတော်ကတော့ဦးဇင်းတို့မဇ္ဈိမပါဏာသပါဠိတော်ကြီးမှာလာတဲ့အာတိဝိသဝကဓာရုခန္ဓောပမတုတ်ကိုဟောမှာပါပထမဓာရုခန္ဓောပမတုတ်ဓာရုခန္ဓောပမတုတ်ကနှစ်တုတ်ရှိပါတယ်အဲ့ဒီထဲကနေဟောမဲ့တုတ်ကပထမဓာရုခန္ဓောပမတုတ်နာဘူးတဲ့လူတွေအများကြီးဖြစ်ပါလိမ့်မယ်သို့တော့နာဘူးထမှန်ဆိုတဲ့အတိုင်းနှလုံးသွင်းကြည့်တာပေါ့နော်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကောသံပိပြည်မှာတရင်သုံးကြိုင်ပဲမှာလဲကောသံပိပြည်သည်တဲ့ဂင်္ဂမြစ်ကမ်းနှစ်ဖူးမှာရှိပါတယ်တဲ့အဲ့တော့မြစ်ကမ်းနာကမြို့တစ်မြို့ပဲပေါ့လေအဲ့တော့ဂင်္ဂမြစ်ကြီးဆိုတာလည်းအားလုံးသိကြတဲ့အတိုင်းပဲအိန္ဒိယရောက်ဖူးတဲ့လူတွေသိလိမ့်မယ်မရောက်ဖူးတဲ့လူကလည်းမြန်မာနိုင်ငံကအေယာဝတီမြစ်ကြီးလို့သာမှတ်လိုက်အေယာဝတီမြစ်ကြီးသည်မြန်မာနိုင်ငံရဲ့မြောက်ဖျားကနေတောင်ဖျားအထိနိုင်ငံတစ်ခုလုံးနီးပါးပေါ့လေတနင်္သာရီတိုင်းထဲမတွက်ဘူးဆိုရင်တပြည်လုံးနီးပါးစီးနေတဲ့မြစ်ကြီးပဲဂင်္ဂမြစ်ကလည်းထိုနည်းတူစွာပဲဟောဟိမဝန္တာကနေပြီးတော့မြစ်ဖျားခံလာခဲ့ပြီးတော့အိန္ဒိယတနိုင်ငံလုံးနီးပါးလောက်ဖြတ်စည်းသွားတဲ့နာမည်ကြီးမြစ်အဲ့ဒီမြစ်ကြီးရဲ့ဘေးကမြို့တစ်မြို့ဖြစ်တဲ့ဘာပြည်လဲကောသံပိပြည်အဲ့ဒီပြည်ကိုမြတ်စွာဘုရားဒေသစာကြီးကြွချီနေတော့မြစ်ကမ်းနှစ်ဖူးမှာဆိုတော့မြတ်စွာဘုရားတရင်ကျွတ်ပြီးဂါဇလောက်ဖြစ်လိမ့်မယ်ထင်ပါတယ်နော်တစောင်မုံမိုးနဲ့တွေ့နေပုံရတယ်လမ်းတစ်လျှောက်လျှောက်လာရင်းနဲ့မြစ်ရည်ကကြီးနေဘာလို့လဲအဲ့တော့မြစ်ရည်ကြီးနေရင်မြတ်စွာဘုရားကကမ်းခြေတနေရာမှာရပ်လိုက်တယ်ရပ်ပြီးတော့မှမြတ်စွာဘုရားတို့တင့်အပ်လျောက်ပတ်တဲ့မြတ်စွာဘုရားနဲ့တင့်တယ်တဲ့နေရာတစ်ခုမှာအခင်းမြတ်စွာဘုရားရဲ့နထသင်္ကန်းကြီးချခင်းပြီးတော့ထိုင်တယ်ယဟန်ပရိသတ်ကခြံရံပြီးတော့နောက်မှာပရိသတ်ပါလာခဲ့တယ်အဲ့တော့ယဟန်တော်တွေအားလုံးထိုင်ပြီးတော့မှမြတ်စွာဘုရားကမြစ်ထဲကိုလက်ညှိုးထိုးပြဘယ်ကိုလက်ညှိုးထိုးပြလဲမြစ်ထဲကိုလက်ညှိုးထိုးပြပြီးတော့ခြေသားတို့တဲ့ဟိုမြစ်လေကောင်ကိုကြည့်ကြစမ်းဆိုတော့မြစ်လေကောင်မှာအဲ့ဒီချိန်ကမြတ်စွာဘုရားလက်ညှိုးထိုးပြလိုက်တဲ့နေရာမှာမရှိသလဲဆိုတော့တစ်တုံးကြီးတစ်တုံးရှိ
မရှိတယ်တစ်တုံးကြီးတစ်လုံးလိမ့်နဲ့မျောလာတော့မြတ်စွာဘုရားကခြေသားတို့ကြည့်ကြဟေးတဲ့ဟောဒီဂင်းကမြည်ရည်သည်နောက်ဆုံးကြရင်ဘယ်ရောက်မလဲသမုဒ္ဒရာတဲ့အိန္ဒိယသမုဒ္ဒရာတဲ့ဝင်သွားမှာပေါ့ကွာဟုတ်ပြီနော်ဂင်းကမြည်ရည်သည်သူ့အဆုံးပန်းတိုင်ကပါလဲသမုဒ္ဒရာအဲ့ဒီမြစ်ထဲမှာပါလာတဲ့ပစ္စည်းတွေကလည်းတကယ်၍အနှောက်အယှက်များကင်းခဲ့မယ်ဆိုရင်ဘယ်အရောက်ပါသွားမလဲအဲ့ဒါကိုမြတ်စွာဘုရားကနမူနာလေးပြပြီးခြေသားတို့အဲ့ဒီမျောလာတဲ့တစ်တုံးကြီးသည်ဒီဘက်ကမ်းမှာတင်မနေရင်ဗါတဲ့ဓမ္မမဟုတ်ခိုးဘက်ကမ်းမှာမတင်ဘူးဆိုရင်ဗါတဲ့ဒီဘက်ကမ်းမှာလည်းမတင်ဟိုဘက်ကမ်းမှာလည်းမတင်အလဲကောင်မှာလည်းမနစ်မြုပ်ဗါတဲ့အလဲကောင်မှာနစ်မြုပ်လည်းမသွားဘူးနောက်ကုန်းပေါ်လဲတွင်မနေကျွန်းပေါ်မှာပေါ့အလဲကကုန်းဆိုတော့ဟိုဘက်ကန်းဒီဘက်ကန်းပြောပြီးဆိုအလဲကျွန်းပေါ်ပဲပြောရတော့မှာပေါ့ဟုတ်ပြီနော်ကုန်းထက်မှာတင်ပြီးမကြံခဲ့ရင်ဘယ်နှချက်ရှိသွားပြီတော့၄ချက်ဗါတယ်လေကုန်းပေါ်မှာလဲတင်းမနေဘူးနောက်လူတွေဆယ်မထားဘူးဆိုရင်ဗါတယ်လေနောက်နတ်တွေဆယ်မထားဘူးဆိုရင်လူကဒီသားတော်ကြီးကကျွန်းတုံးကြီးသမလန်းသားကြီးဘာသားကြီးညာသားကြီးဆိုဆယ်ထားလိုက်ရင်လည်းမြေထဲဆက်မပါနိုင်တော့ဘူးဒါကိုတချို့တစ်တုံးနေကြတော့ကရမတ်တို့နတ်သဖြူတို့နတ်သားအနှစ်တုံးနေကြနတ်ဆယ်တာလည်းရှိတယ်အဲ့တော့နတ်တွေဆယ်မထားဘူးဆိုရင်ဘယ်နှချက်ရှိသွားပြီ6ချက်နောက်ခုနှစ်ဝဲစုပ်မသွားဘူးဆိုရင်ဗါတယ်လေဟုတ်ပြီနောက်နံပါတ်8ဆွေးမြေ့ပျက်စီးမသွားဘူးဆိုရင်ဗါတယ်လေအန္တရဲ့ဘယ်နှချက်ရှိလဲ8ချက်ချစ်သားတို့တဲ့အဲ့ဒီမြစ်လေကောင်မှာစီးပြီးတော့ပါလာတဲ့မျောလာတဲ့ဒီတစ်တုံးကြီးဟာဒီဘက်ကမှလည်းမတင်ဟိုဘက်ကမှလည်းမတင်အလဲကောင်မှလည်းမနစ်မြုပ်ကုန်းပေါ်မှာလည်းမနေခဲ့လူလည်းမဆဲနတ်လည်းမဆဲဝဲလည်းမစုပ်ဆွေးမြေ့ပျက်စီးမသွားဘူးဆိုတဲ့အဲ့ဒီအပြစ်၈ပါးလွတ်ခဲ့ရင်တော့သမုဒ္ဒရာတဲကိုစိုက်မြိုက်ရောက်သွားမှာအမှန်ပဲတဲ့ဒါသူ့ရဲ့သားတော်တွေကို example ဥပမာပေးဘာပေးလဲဒါတစ်တုံးကြီးကပမာတဲ့ဥပမာအခုဦးဇင်းတို့သူတော်ကောင်းတို့ဗုဒ္ဓဘာသာအဖြစ်ခံယူကျင့်သုံးကြတဲ့ပုဂ္ဂိုလ်အလုံးဟာပန်းနိုင်ရှိမရှိရှိပါတယ်ဗျာအဲ့ဒီငါရဲ့ချစ်သားတွေငါဘုရားရဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးနေကြတဲ့သင်ချစ်သားတို့ဟာလေဟောဒီအပြစ်၈ပါးလွတ်ခဲ့ရင်ဘယ်ရောက်မလို့သမုဒ္ဒရာနဲ့တူတဲ့နိဗ္ဗာန်ဟုတ်ပလားဟဲ့အဲ့တော့သမုဒ္ဒရာကိုနိဗ္ဗာန်နဲ့ပမာထားပြီးတော့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကပြောလိုက်တယ်တစ်တုံးကသင်ချစ်သားတို့ပေါ့ဟုတ်ပလားဟဲ့ယဟန်တွေကိုတစ်တုံးပမာထားလိုက်တယ်အဲ့တော့တစ်တုံးတစ်တုံးသည်မြစ်ထဲမျောလာတဲ့အခါဤအပြစ်၈ပါးကလွတ်ရင်ဘယ်ရောက်သွားမလို့သမုဒ္ဒရာတွေရောက်ထိုနည်းတူစွာပဲဗုဒ္ဓရဲ့တရားတော်အနှစ်သာရအမွေအနှစ်ကိုခံယူနေကြတဲ့ဒုဒကာဒကမတွေသည်လေဟောဒီအပြစ်၈ပါးသာလွတ်မယ်ဆိုရင်နိဗ္ဗာန်ရောက်မယ်ဟုတ်ပလားအဲ့တော့အပြစ်၈ပါးကမြတ်စွာဘုရားကဥပမာပေးပြီးဟောလိုက်တော့ယဟန်တစ်ပါးကထပြီးလျှောက်ဘုန်းတော်ကြီးမြတ်လာတော်မူသောမြတ်စွာဘုရားတဲ့အရှင်ဘုရားဥပမာကိုဥပမာအားဖြင့်မြင်ပါ၏ဗါတယ်ဥပမာကိုဥပမာအားဖြင့်ဆိုဥပမာဆိုတာတစ်တုံးကြီးနဲ့ပြောတယ်မြစ်ထဲမှာမျောတယ်သမုဒ္ဒရာကိုရောက်မယ်ဟုတ်တယ်နော်အဲ့တော့ဒီမြစ်ကြီးမှာဟိုဘက်ကန်းလည်းရှိတယ်ဒီဘက်ကန်းလည်းရှိတယ်အလယ်မှာမြုပ်နိုင်တယ်ကျွန်းပေါ်မှာတင်နိုင်တယ်လူဆယ်သွားနိုင်တယ်နတ်ဆယ်သွားနိုင်တယ်
ဝဲဆုပ်သွားနိုင်တယ်ပုတ်သိုးဆွေးမြေသွားနိုင်တယ် yes ဒါအားလုံးကိုနားလဲတယ်ဥပမာကိုဥပမာလို့ဘာမှတန်တရားဖြစ်เสียမရှိဘူးနားလဲဒါပေမဲ့ဥပမေယကိုတော့ဘုရားတပည့်တော်ဉာဏ်နဲ့မမြင်ပါဘုရားဟုတ်ပလားဟိအဲ့တော့ငါတို့ဗုဒ္ဓဘာသာဖြစ်တဲ့လူတွေကဘယ်ကန်းနေဘယ်လိုသွားတင်ရမှာတော့ဟိုဘက်ကန်းဆိုတာဘာတော့ what is ဟိုဘက်ကန်းဒီဘက်ကန်းဟုတ်ပြီနော်အလဲကောင်းဆိုတာဘာလဲကျွန်းကြီးဆိုတာဘာလဲလူဆယ်တယ်နတ်ဆယ်တယ်ဆိုတာဘာလဲဟုတ်ပလားဟိအဲ့တော့ဝဲဆုပ်သွားတယ်ဆိုတာဘာလဲတပည့်တော်တို့ဝဲရဘာလဲဟုတ်ပြီနော်အဲ့တော့ပုတ်သိုးဆွေးမြေ့သွားတယ်ဆိုတာဘာလဲအဲ့တော့အရှင်ဘုရားဒါလေးကိုတပည့်တော်တို့နားလေအောင်အကျေတဝင့်အစဉ်သနာခြင်းကိုအကြောင်းပြု၍ဟောကြားဆုံးမပေးတော်မူပါဘုရားဆိုပြီးတော့တရားတောင်းဟုတ်ပြီနော်အဲ့တော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအပြစ်ဘယ်နှပါဟောတော်မူအဲ့တော့အဲ့ဒီအပြစ်၈ပါးသည်ဘယ်သူတွေဂရုစိုက်ရမှာတော့မေးရင်ဒါလေးမှတ်ထားနော်အခုဓာရုခန္ဓောပမသုတ်ကြီးကိုမြတ်စွာဘုရားကဘသူအတွက်ဟောခဲ့တာအမေတော်တိတတ်သွားပြီဟုတ်ပြီနော်ဓာရုခန္ဓောပမသုတ်ဆိုတဲ့အမည်နာမနဲ့တရားတော်ကိုယခုလောလောလတ်လတ်ဘသူတွေနာနေရတာဒါဖြင့်မြတ်စွာဘုရားဟောခဲ့တာဘသူအတွက်လို့ပြောမလဲအေးအခုနာနေရရင်အခုနာတဲ့သူတွေအတွက်ပဲခင်ဗျားတို့နဲ့မထိုက်တန်ရင်ဒီတရားကြားကိုမကြားဘူးသဘောပါသလားတချို့စာတွေဖတ်တယ်ဆိုတာစာသာဖတ်သွားတာအနဲ့တိပဲလည်းမသိဘာမှလည်းနှလုံးသွင်းမသွင်းမကျင့်စာမွေးဖြည့်အောင်ဖို့ပဲကျင့်သွားရင်အဲ့ပုဂ္ဂိုလ်နဲ့အဲ့တရားနဲ့တန်းကုန်မတန်းဘူးတရားဒီလိုသဘောပါသလားတရားဆိုတာအသိတရားရမှအဲ့ဒီတရားနဲ့ပတ်သက်ပြီးအသိပညာတိုးပွားမှအဲ့ဒီတရားကိုယ့်အတွက်တရားဟုတ်ပြီနော်ပိဋကသုံးပုံဘယ်လိုပဲရှိရှိကိုယ်နှလုံးသားထဲရောက်မလာရင်အဲ့ဒီတရားနဲ့ကိုယ်နဲ့မဆိုင်သေးဘူးကိုယ့်အတွက်မဟုတ်သေးဘူးအဲ့တော့ဒီနေ့ကိုယ့်အတွက်ဖြစ်အောင်နာရှင်းမလားအဲ့တော့မြတ်စွာဘုရားကယဟန်နေပြောနေတာဒါကငါတို့ကအာယုံပြုတ်ပြီးတော့ကြီးညိုယုံမရအခုဘသူ့ကိုပြောနေတယ်လို့ခံယူမလို့အဲ့တော့အခုဥတုမင်္ဂလာပြောနေတာလဲဥတုမင်္ဂလာရဲ့ idea ဥတုမင်္ဂလာရဲ့အကြံအစီတွေလားမြတ်စွာဘုရားရဲ့စကားတော်တွေလားအဲ့တော့ဦးဇင်းကမြတ်စွာဘုရားရဲ့သားတော်တစ်ပါးအဖြစ်ခံယူထားတဲ့အတွက်မြတ်စွာဘုရား၏သားတော်အနေနဲ့တာဝန်ရှိသည့်အားလျော်စွာတဆင့်ပြန်ပြီးတော့ interrupt speech နဲ့ပြန်ပြောတာဟုတ်ပြီနော်အဲ့တော့ဥတုမင်္ဂလာပြောနေတယ်လို့မယူဘဲနဲ့ဟုတ်ပြီနော်ဘယ်သူကြီးပြောနေတာမြတ်စွာဘုရားပြောနေတယ်လို့ခံယူပြီးတော့သူတော်ကောင်းတို့ကနာကြသဘောပါသလားအဲ့တော့ချစ်သားတို့တဲ့သင်တို့ဟောဒီသာသနာတော်မှာဒီအပြစ်၈ပါးလွတ်မှာဟောဒါတက်ရိုက်ဥပမေယကိုပြောပြီဆိုတော့သာသနာနဲ့ပြောရဘာနဲ့ပြောရလဲသာသနာဆိုတာဘာလဲဘု து အဆုံးမှာတော့အဲ့ဒါလဲဖရာရဲ့အဆုံးမှာလို့ပေါ့လေးမပြောနဲ့မြတ်စွာဘုရားရဲ့သူများတွေပြောနေတယ်ဘုရားနဲ့လုံးဝမတူမြတ်စွာဘုရားသူ့ထက်မြတ်တဲ့ပုဂ္ဂိုလ်မရှိဘူးသူ့ထက်ထူးကျွန်းထက်မြတ်သူမရှိဘူးဒါမြတ်လဲမြတ်တယ်စွာလဲစွာမြတ်လာစွာသောဘုရားရှင်းတယ်နော်ကောင်းပြီအဲ့တော့ခြေသားတို့တဲ့ဒီသာသနာတော်မှာဆိုတော့ယဟန်တွေအတွက်အဆုံးအမဖြစ်တဲ့အတွက်မြတ်စွာဘုရားပြောတဲ့တက်ရိုက်အဓိပ္ပာယ်ကိုဦးဇင်းကပထမပြောမယ်ပြီးတော့မှသူတော်ကောင်းတို့အတွက်အဓိပ္ပာယ်ကိုပြန်ရှင်းမယ်ဟုတ်ပလားမြတ်စွာဘုရားယဟန်ပိဋကကိုဟောနေတာတဲ့အတွက်ယဟန်အသုံးလုံးတွေပါနေတယ်အဲ့တော့ခြေသားတို့တဲ့ဟောဒီသာသနာမှာငါဘုရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးနေတဲ့ပုဂ္ဂိုလ်တွေသည်ဣမာဘကံလို့ဆိုတဲ့ကံမှာမတင်နေဘူးမတင်အောင်လုပ်ရမယ်ဆိုတာတခြားမဟုတ်ဘူးတဲ့ဣမာဘကံဆိုတာဓွာရ6ပေါက်ကိုပြောတာပါတယ်လေအခုခင်ဗျားတို့မှာဓွာရ6ပေါက်ရှိမရှိရှိပါပါဗျာပါတယ်အောင်မေတော်လိုက်တာ
ကြည့်သားနော်တိုးတက်နေတဲ့နိုင်ငံကြီးမှာရောက်တော့ကာမဂုဏ်အာယုန်တွေနဲ့မေ့မြန်းနေကြပြီလားလို့အခုသူတို့တွေပြောလိုက်ကြတာတောင်းပြေးပါလားနော်မြန်မာပြည်ကဟိုတချို့တော်ရတွေသွားတော့ဒါဒွါရဘယ်နှပေါက်ရှိတုံးဆို9ပေါက်ရှိတယ်ဗျာဒီလိုဖြေတာတွေရှိတယ်နော်အဲ့တော့အခုတကယ်ကဒွါရဆိုတာအပေါက်ကအခုမြတ်စွာဘုရားပြောတဲ့ဒွါရသည်အခုခမည်းတော်ကျုပ်တို့ရည်လိုက်တဲ့9ပေါက်လိုမျိုးမဟုတ်ဘူးသူတို့ပြောတဲ့9ပေါက်ဆိုတာမျက်လုံးက2ပေါက်နားက2ပေါက်ဒါအပေါက်ကိုနော်အခုမြတ်စွာဘုရားပြောတဲ့အပေါက်ကနော်ဒွါရဆိုတဲ့အပေါက်ကအာယုံဝင်ရာတကားပေါက်ပြန်ပြောအာယုံဝင်ရာတကားပေါက်ပါဗျာမြတ်စွာဘုရားနှုတ်တော်ကမိတ်လိုက်တဲ့ဒွါရဆိုတာသည်အာယုံဝင်ရာတကားပေါက်ပါဗျာအဲ့တော့မျက်စိက2ပေါက်ရှိပေမဲ့2ပေါက်လုံးမှာဘာပဲဝင်ဘာအာယုံမျက်စိပေါက်အတွက်က2ပေါက်ရှိပေမဲ့အဆင်းအာယုံနားပေါက်2ပေါက်ရှိပေမဲ့တန်အာယုံနှာခေါင်း2ပေါက်ရှိပေမဲ့နားဟောဒီလိုသဘောပေါက်အောင်ကျင်တယ်နော်အာယုံဝင်ရာတကားပါအဲ့တော့အိမာဘက်ကန်းနိုင်မတင်နေရင်ဆိုတာဒီဓွာရတွေပေါ်မှာဆွဲလန်းတဲ့စိတ်တွေနဲ့ငါမျက်လုံးငါနာငါနှာခေါင်းငါလျှာငါကိုယ်ငါစိတ်ဆိုတဲ့အစွဲတွေနဲ့တင်းနေရင်ဟုတ်ပြီနော်အခုတရားအထုတ်တဲ့ပုဂ္ဂိုလ်တွေသိလိမ့်မယ်တရားအထုတ်နေကြတော့ခြေထောက်တွေနာတယ်နော်ကြာထိုင်တော့နာတယ်အဲ့မှာပြဿနာတက်လာတာပဲကြာထိုင်မှတရားလားမပြင်းမှတရားလားမပြောင်းမှတရားလားပြဿနာတွေရှားလာပြီနော်အဲ့တော့တပည့်တွေကပြဿနာဆရာတွေကလည်းရေးလိုက်ငားလိုက်လို့ဘုန်းကြီးယူနေလေလူနဲ့တွေ့တော့နော်ရာညောင်းရင်ပြင်းစာရင်တုပ်ရာရင်ကုတ်ဖြစ်ကုန်ရောနော်အဲ့ဒါဘုန်းကြီးယူနေလေလူတွေ့တယ်ခေါ်တယ်နော်ကျင့်ဝတ်စိတ်ခါကျင့်ပါတယ်ဆိုမှလှုပ်ချင်ရလှုပ်မယ်ဆိုဘာလှုပ်နေစရာလိုသေးတော့နော်တတိပညာနဲ့အလုပ်လုပ်ရမှာအဲ့တော့နားလာတယ်နားကျင်တာကြိုက်တာခဲတာမကြုံပါဘူးလားကြုံရတယ်တချို့ကမျက်လုံးနာပြန်ငါမျက်လုံးဘာဖြစ်တယ်မသိဘူးဟုတ်လားတရားအထုတ်တာပြက်သွားတယ်တရားစခန်းဝင်မလို့တဲ့မျက်စိနာနေလို့သဘောပါသလားတရားစခန်းဝင်မလို့တဲ့နားရဲ့ပြီးတယ်နေလို့ဆိုတာတော့ဓွာရပေါ်မှာတင်းနေတရားအထုတ်တာနဲ့မျက်စိနာတာနဲ့ဆိုင်တာမျက်စိနာလို့တရားအမထုတ်ကောင်းဘူးလားမျက်စိနာလို့မသေးတော့ဘူးလားအဲ့တော့မျက်စိနာနေတာသေဖို့နီးတယ်ဟာမြန်လုံးမဒီလိုဖြစ်ရမှာဟမ်ခေခုခင်ဗျားတို့ကသူတော်ကောင်းလောက်ကြကြောင်ကခိုတယ်ဟမ်အေလွန်ပူဇစောစွာမိုးချုပ်စာဝယုတ်နဲ့ဟုတ်ကလားပြုရန်အမှုပြု၍ကိစ္စပြု၍ပြီးစနာစေခဏနာပြီးခဏဆိုတော့ခင်ဗျားတို့ကအေလွန်တော့လေအေလွန်လို့တဲ့တရားစခန်းဝင်မလို့ဆောင်းတွင်းကြီးမို့လို့မဝင်ပြဘူးຫນွေရာသီကြတယ်ຫນွေမို့လို့တဲ့ပူလွန်းလို့တဲ့ဟုတ်ကလားအဲ့တော့တရားထုတ်ဖို့အလုပ်ကိုပဲစောတော့စောသေးလို့တဲ့နောက်ကျသွားတော့နောက်ကျနေလို့တဲ့စောစွာမိုးချုပ်စာတော့စာလို့တဲ့စာဘိကာစဆိုတော့တရားစခန်းဝင်တဲ့ယောဂီတွေသူကစင်ကြီးအများကြီးလဲတာဥစ္စာ10နာရီခွဲကျွေးတယ်12နာရီပြန်ထိုင်ရတော့ဥစဉ်နဲ့ထမင်းစဝါကြီးနဲ့ထိုင်လို့မကောင်းဘူးကဲဒါဖြင့်မင်းတို့မနေ့4နာရီရောဆိုအဲ့ကြစာလွန်းတယ်တဲ့နော်မနေ့4နာရီကျတော့ယောဂီတဲ့ဘာလို့ဆိုတော့ကိုယ်လေးသူကငိုက်တော့မငိုက်ဘူးဘာလို့ဆိုတော့အချိန်စောကြီးထလာရတယ်ညကလည်းဥပုသ်ဆောင်ထားရတယ်ဆိုတော့ဗိုက်ထဲမှာဘာမှမရှိဘူးဘာမှမရှိတော့ဒီမှာကိုယ်ထားရတယ်သူကငိုက်ချိန်လည်းမရဘူးဘာလို့ဆိုတော့တအားဆာနေတာဟုတ်အဲ့တော့စာလွန်းလို့မမှတ်နိုင်ဘူးတဲ့ဟုတ်ပလားစာဝယုတ်နဲ့စာတော့စာလို့ဝတော့ဝလို့ပြုရန်ကိစ္စအလုတ်ကလေးလှုပ်เสียရှိသေးလို့တဲ့ငွေရเสียရှိလို့အကျွေးပေးမဲ့လူကပေးတော့မှမို့လို့အကျွေးသွားတောင်းเสียရှိလို့ဟာလှုပ်เสียလေးရှိသေးလို့တရားအလုပ်မလုပ်ဖြစ်ဘူးဟုတ်ပြီနော်အလုတ်လုပ်ပြီးကစားမို့လို့ပင်ပန်းနေလို့ခုမနေ့ကျတော့ပြိုင်ပြသွားတော့တရားထိုင်ပြစ်လားမထိုင်ပြစ်ဘူးညနေပြန်လာတော့လည်းပင်ပန်းလာတော့အရှင်ဘုရားတစ်ခါတလေမျက်နှာတော့မသိဖြစ်ဘူးထိုးအေးလိုက်
သဘောပါသလားပြိုင်းပြရှက်ပြလေးနေတို့စင်ကာပူတွေဂျပန်တွေငါအကုန်ကောင်းကောင်းသိတယ်နော်မနေ့ယထာဘောသွားရင်တခါတည်းငိုင်းသွားအလုပ်သွားပြန်လာပြန်တော့တခါတည်းဟိုသူတို့လှုပ်ရသေးတာဒီချက်ရတယ်နော်သူတို့ပြက်လုံးနေတခါပွတ်နေရတာတနာဖို့တော့ကောင်းပါလေနော်ဦးဇင်းတော့တခါတလေကိုစဉ်းစားတယ်ငါမျက်လုံးကိုကမျက်လုံးစာကြည့်ရင်လည်းများမကြည့်နိုင်ဘူးကြည့်မူးတာဘူးအဲ့တော့အကျိုးရှိတဲ့စာမဖတ်ဖင်းနဲ့ကြံတဲ့စာတွေလျှောက်ပါတချို့သတင်းတွေဘာသတင်းကြားပြီလားသိဘူးလို့ဦးဇင်းမကြည့်ဘူးလားတဲ့တခါတလေငါကြည့်ပါလေလို့အချိန်ပြည့်တော့မင်းတို့လို့ထောက်ပြီးကြည့်မနေနိုင်ဘူးသူကသူဘာဖြစ်ဖြစ်သဘောပါလားငါမျက်လုံးကိုအဲ့ဒီအပေါ်လုံးတွေအတွက်အသုံးချစရာအချိန်မရှိဘူးလို့သဘောပါလားအခုကသူတို့ကအသွားပို့အပြန်ပို့ဆိုတော့အိမ်ရောက်တော့သွားတောင်းပြီလေဘာအရင်မရဖတ်မရဟိုကောင်ကဘာဖြစ်ပါမိလဲဒီကောင်ဘာဖြစ်ဟိုမင်းသားကဘလို့တဲ့ဒီမင်းသားဘောလုံးသမားဘလောက်နဲ့ရောင်းရတာဘလောက်နဲ့ရောင်းတယ်ဒီလိုပွဲကဘလောက်ရလို့ဟာအိုဘားမားကြီးကဘာဖြစ်ပြန်ပြီသူကသူဘာမှမကလို့ဘာဖြစ်နေသဘောပါသလားရှင်းသလားအဲ့ဒီမျက်လုံးနဲ့တောင်တင်းနေတာရှင်းသလားဒွါရ6ပေါက်ပေါ်မှာတောင်တင်းနေတာအလုံးမလုံးဖြစ်တော့ပြုရန်အမှုပြုရကိစ္စနာမကျမ်းတော့နေမကောင်းတော့နေမကောင်းသေးလို့တဲ့တရားအမထုတ်ဖြစ်ဘူးတဲ့နေကောင်းကြတော့နလန်ထကသားမို့လို့တဲ့စကားမို့သူလုံးချိန်ကိုမရှိတော့ဘူးသဘောပါလားအယောင်းဝယ်မကောင်းတော့အယောင်းဝယ်မကောင်းလို့တဲ့တရားစခန်းဝင်မလို့လုံနေရတယ်လေဂရုစိုက်ခွာအယောင်းဝယ်ကြနေတာတဲ့အယောင်းဝယ်ကောင်းတော့ရားလို့တောင်ကုတ်ချိန်မရဘူးတဲ့16ကြောင်ခင်ဗျားတို့ခိုးနေတာသဘောပါသလားအဲ့ဒါမလုပ်ပြဘူးဆိုတော့ခုခင်ဗျားကမြတ်စွာဘုရားဒီဘက်ကန်းတင်နေတယ်ဆိုတာအဲ့ဒီဓဝါရ6ပေါက်အလိုလိုက်နေဘာလိုလိုက်နေဒီဓဝါရ6ပေါက်အလိုလိုက်နေတော့ဒီဓဝါရ6ပေါက်အလုတ်ရှုပ်နေတာခင်ဗျားတို့ပြီးတယ်လို့များရှိသလားမရှိတော့အဲ့ဒီ6ပေါက်အလုတ်သာလုံနေရလို့တရားအားမထုတ်ရဘူးဆိုရင်မြတ်ဖို့တော့မရှိဘူးပန်းနိုင်ရှိတယ်သဘောပါသလားအဲ့တော့ကိုယ်ဓဝါရပေါ်မှာလည်းတင်းမနေစေနဲ့ဒါပြောတာဟုတ်ပြီနော်ဣမာဘကံဟိုမာဘကံဆိုတာကအာယုံ6ပါးတဲ့သူကတွဲရှင်းရမှာမို့လို့ဦးဇင်းကတခါတည်းပြောတာနော်ဟိုမာဘကံကအာယုံ6ပါးအစင်းကလေးနဲ့ตายရတယ်တချို့ကဒါမကြည့်ရရင်မနေနိုင်ဘူးအစင်းနော်မင်းတို့ဘာကြည့် Facebook ပဲကြည့် YouTube ပဲကြည့်ကြင်ရကြည့်အစင်း TV ကြည့်လဲအစင်း DVB ကြည့်လဲအစင်းကြည့်ရင်အစင်းနားထောင်ရင်အတန်းသဘောပါသလားအဲ့တော့အဲ့ဒီအာယုံတွေပေါ်မှာပဲတောင်းတင်နေပြန်ရင်လဲယဟန်တရားကောင်းစွာအားထုတ်နိုင်မှာဟုတ်မလားမထုတ်နိုင်တော့ဟုတ်ပလားဟိအဲ့တော့မျက်စိနားနာလျာကိုစိတ်ဆိုတဲ့ဓဝါရ6ပေါက်ပေါ်မှာလဲငါကိုငါဟာငါဥစ္စာအဲ့လိုဆွဲယူနေရင်ဒီဘက်ကမ်းမှာတောင်းတင်ပြီကွဗါလဲလေဘယ်ပေါ်မှာတော့ဓဝါရ6ပေါက်ဗါလဲလေပြောကြည့်ပါဦးဗါလေတို့ဓဝါရ6ပေါက်ရှိသလိုအာယုံပြောပါလေလေတွေးထီစရာကြံတွေးစရာခုနခင်ဗျားတို့စာရွက်ထဲမှာអော်သွားတယ်လေအဲ့ဒါအလကားခင်ဗျားတို့ကိုရှာရှည်ပြီးអော်ခိုင်းတာမဟုတ်ဘူးအဲ့ဒီရွတ်သွားတဲ့စကလုံးတစ်လုံးတိုင်းဟာဓမ္မတွေကြီးပဲဓမ္မခန္ဓာတွေလို့ခေါ်တယ်မျက်စိကိုမျက်စိလို့သိရင်ခင်ဗျားတို့နိဗ္ဗာန်ရောက်ပြီရှင်းလားယုံလားမျက်စိကိုမျက်စိမှန်သိရင်နိဗ္ဗာန်ရောက်ပြီညတို့မျက်စိကိုမျက်စိမှန်ကိုမသိဘူးရှင်းလားဝိပဿနာနိဗ္ဗာန်ရောက်ကြောင်းနေဟောတဲ့ခါမှာခန္ဓာအာယနာဓာတ်သစ္စာပရိစ္ဆသမုပ္ပါဟောရတယ်ခန္ဓာ၅ပါး
ဆိုတာဉာဏ်ပညာအလွန်ထက်မြက်သူတို့အားပေးတဲ့ကမ္မထမ်းသူ့ထက်ဉာဏ်နှုံသူကိုအာရဏနဲ့ဟောရတယ်ဟုတ်ပြီနော်သူ့ထက်ဉာဏ်အနှုံဆုံးလူကိုဓာတ်နဲ့ဟောရတယ်ရှင်းလားဆိုတော့အခုခင်ဗျားတို့ကျုပ်တို့ဒါတွေစုံအောင်ပြောရတယ်ဆိုတာခင်ဗျားတို့ကျုပ်တို့ဉာဏ်ကမထိုးဖောက်နိုင်ဘူးခုခင်ဗျားတို့အင်္ဂလိပ်စာကြက်တာသာအဘိဓမ္မာကြီးတစ်ဝက်လောက်ကိုအောင်ရရင်ရနေမှာတရားတော့မသိတရားမသိရင်အဲ့လူဉာဏ်ကောင်းတယ်လို့ပြောလို့မရကုသိုလ်အလွယ်တကူမသိနိုင်အကုသိုလ်အလွယ်တကူမသိနိုင်အဲ့လူဉာဏ်ကောင်းတယ်လို့ပြောလို့မရမင်းတို့ကြိုက်တဲ့စာကြိုက်တော့မိုးပြောင်တာကိုယ့်အတွက်အကျိုးရှိမဲ့အသိတရားကိုရအောင်မယူနိုင်ရင်အဲ့ဒီပုဂ္ဂိုလ်ဘဝရှုံးတာပဲသဘောပါလားကဲဒီတော့ဒီဟိုဘက်ကန်းဒီဘက်ကန်းလေးတွေအရင်ပြောကြည့်အောင်မျက်စိဘာလို့တတ်တယ်မျက်စိဆိုတာဘာကိုခေါ်တာလဲမြင်တတ်တဲ့သဘောအလုံးပြောမျက်စိဆိုတာဘာကိုမြင်တာလဲအစင်းဆိုတာခါလာအယောင်ကိုပြောတာအယောင်မရှိရင်နင်တို့မျက်စိဘာမှသုံးလို့မရဘူးမျက်စိကမြင်နိုင်တာဘာကိုပဲမြင်နိုင်လို့တို့စာသံပေသံနဲ့တရားသံလေးပါအောင်ပြောရင်အစင်းဟုတ်ပြီနော်အရက်ခေါ်နဲ့နားလည်ထားရင်အယောင်ဟုတ်ပလားအဲ့တော့မျက်စိကဘာကိုမြင်တာလဲအစင်းကိုတို့အသုံးမှာအစင်းလို့သုံးမယ်ကွယ်နော်အားလုံးတညီတညွတ်ထဲဘယ်လိုသုံးမလဲအစင်းဒါပေမဲ့အားလုံးနားလည်ထားမှာအစင်းဆိုတာဘာကိုခေါ်တာလဲဟာโอเคဒါဆိုအားလုံးတိုင်ပင်ကြိုက်ပြီနော်အဲ့တော့အသုံးနှုန်းဝဟရမှာတော့ဘယ်လိုသုံးမလဲဟုတ်ပြီမျက်စိဘာလို့တတ်တယ်မြင်တတ်တဲ့အစင်းတွေမလုံးနဲ့ဘူးမျက်စိဘာလို့တတ်တယ်မြင်တတ်တာကိုဘာခေါ်လဲမြင်တတ်တာကိုဘာခေါ်လဲကဲអော်ရပြီသိအောင်တတ်အောင်သိရင်អော်ရတာပေါ့ကွယ်နော်ဒါပေမဲ့အဲ့ဒီပိဋကတ်ကိုអော်တဲ့အခါမှာဟိုဘူးမသိဘာမသိတွေကလာဝေဖန်တယ်ဝေဖန်တာကိုဥစဉ်ကစိတ်ဆိုးလို့လည်းမဟုတ်ဘူးမခံကျင်လို့လည်းမဟုတ်ဘူးမကျေနပ်လို့လည်းမဟုတ်ဘူးတုံ့ပြန်တာလည်းမဟုတ်ဘူးအခုရှင်းပြတာကဥစဉ်ကပိဋကတ်အများကြီးကိုဟောရတာအခုဒါကအောက်ပိဋကတ်မပါသေးဘူးခင်ဗျားတို့အပေါ်တင်ဒီမြင်သလောက်တင်ကိုဒီပိဋကတ်ဒီသဘောဒီဓမ္မသဘောတွေကိုနားလည်အောင်ဟောရတော့ဥစဉ်မှာဒီကရှိသမျှကာယစွမ်းအားဉာဏစွမ်းအားစိတ်တစွမ်းအားတွေ force ကိုအကုန်သုံးရတယ်အကုန်သုံးရတော့လိုအပ်ရင်လိုအပ်တဲ့နေရာမှာអော်ရတယ်အဲ့ဒါကိုသဘောမပေါက်ဖဲနဲ့ तू ကတရားပွဲလည်းမရောက်ဘူးကိုယ်တိုင်လည်းကြာကြာနာနာနာဘူးတာမဟုတ်ဘဲနဲ့သူများကြားနေတယ်မလေးသူ့မင်္ဂလာရံဖြစ်နေတဲ့အတိုင်းပဲနော်တရားဟောတာဒေါသမကြီးပါနဲ့လာပြောတယ်လူရှိသေးတယ်အမေတချို့ကအဲ့လိုကိုတော့ဒေါသမကြီးနေတယ်တရားဟောတာဒေါသကြီးနဲ့ဩအဲ့လိုလားဟုတ်ကဲ့ကျွန်တော်ရှောင်ပါမယ်နော်ဆိုတော့ခုနကអော်လိုက်တာဒေါသဖြစ်လို့မဟုတ်ဘူးခင်ဗျားတို့ဒေါသဖြစ်เสียအကြောင်းလည်းမရှိဘူးဟုတ်ပြီနော်မသိလို့နားမလဲလို့တရားလာနာတယ်တချို့ကလည်းသိလျက်နဲ့တရားလာနာတယ်သိတယ်ဆိုတာလေဒီတရားတွေကအချိန်ချင်းကြားနေရမှဉာဏ်ကတဖြည်းဖြည်းကျဲကြင့်လာတာဟုတ်ပြီနော်အဲ့တော့တော်ကောင်းတို့အားနေသွားပြီဆိုရင်ဒီမှာစိတ်ဝင်စားမှုနော်တော်ကောင်းတို့ပြန့်လွင့်သွားလို့လည်းအားနေသွားတာဖြစ်နိုင်တယ်တော့ဉာဏ်ပညာနှုတ်သွားလို့လည်းဖြစ်နိုင်တယ်အဲ့တော့ဒီက force ပြန်သုံးပေးရတယ်ဟုတ်ပလားအဲ့တော့ဒါလေးကိုနားလည်ပြီးတော့အလွယ်တကူဥစဉ်ကိုမှမဟုတ်ဘူးဘယ်သူကိုမှမဝေဖန်လိုက်နဲ့ကိုပဲဝေဖန်နိုင်အောင်ကြိုးစားဒါဥစဉ်ရှိရောက်လာတဲ့ဒကာဓမ္မတွေကိုလက်ဆောင်ပေးတာနော်ကိုသိကိုတက်လို့ပြီးဥစဉ်ကအခုဘယ်သူကိုမှမဝေဖန်ဘူးမဝေဖန်နိုင်အောင်လည်းနေတယ်ငယ်ကလေးကရင်ခမဲတော်ကြီးမေတော်ကြီးတို့ကသင်ထားပေးတယ်ဥစဉ်တို့နေတဲ့ရက်ကွက်ဆိုတာကမိသားစုတွေအကုန်ရောရှက်နေကြတော့ဟိုဘက်အိမ်ကအကြောင်းဒီဘက်လာပြောဒီဘက်အိမ်ကဥစဉ်တို့အိမ်ကပုံတစ်တိုင်းအကုန်လာပြောတယ်ပြောရင်ခမဲတော်ကြီးကဒီလူကရှေ့ကပြောပြီးနောက်လူထွက်လာတယ်သူ့အကြောင်းပဲဒီလူပြောသွားတာပဲဒါပေမဲ့ခမဲတော်ကြီးကဒီလူနဲ့ဒီလူရှေ့တင်နောက်ဆင့်ပြောတာကိုဟိုဘက်ကပြောသွားတဲ့စကားဒီဘက်ကိုလုံးဝမပြောဘူးဒီဘက်ကပြောတဲ့စကားဟိုဘက်လုံးဝမပြောဥစဉ်ထိုင်နှားထောင်ပြီးသွားတော့ဥစဉ်ကိုတင်ပေးတယ်ငါသားတဲ့အဲ့ဒါသူတို့မတည့်တုံးလာပြောတာနော်တဲ့တဲ့သွားလို့ရှိရင်အဖေတို့ပြောတဲ့စကားဖြစ်မယ်တဲ့မင်းဘယ်သူမှသွားမပြောနဲ့တဲ့အဲ့တော့သူ့အကြောင်းလဲသူများသွားမပြောနဲ့ကိုယ့်အကြောင်းလဲသူများသွားမပြောနဲ့ကိုယ်အသိနဲ့ကိုကောင်းအောင်နေတဲ့အဖေကသင်ပေးခဲ့တယ်လူလောကလည်းမှာအဆင်ပြေခြင်းဒါဥစဉ်နဲ့မတည့်တဲ့လူဆိုတာအတော်ရှားပါတယ်အခုဘုန်းကြီးဝက်မှသာဥစဉ်ပေါ်မတည့်တဲ့လူတွေတော်တော်များလာဓမ္မဂရိကလုံးမှာမတည့်တဲ့လူတော်တော်များလာ
ငါကလူဘဝမှာဥစဉ်နဲ့မတဲ့တယ်လူမရှိဘူးဘလောက်စီးဖို့တဲ့လူဖြစ်ဖြစ်ဘလောက်ကောက်ကျစ်တဲ့လူဖြစ်အကုန်တဲ့အောင်ပေါင်းအဲ့တော့အဲ့ဒီလူဘဝကလေးကရင်ခမဲတော်ကြီးရဲ့တင်ကြားမှုနဲ့ဥစဉ်တော်အကျင့်ရှိတယ်ဘယ်သူကိုမှမဝေဖန်ဘူးနော်မဝေဖန်မိအောင်လဲနေတယ်အခုလဲကိုတရားစာအုပ်နဲ့ကိုနေတာသူများတွေတရားကိုတွေလာပေးပါတယ်အခုလဲတချို့ကရောက်တဲ့အရာမှာလာပြီးတော့သူတို့ဒါပဲဆရာတော်တရားပဲဆရာတော်တရားပေးဥဒုမင်္ဂလာအကုန်လက်ခံပါတယ်တပုတ်မှနားမထောင်ပါဘူးဘယ်ကွေးမှဖွင့်မကြည့်ဘူးရှင်းလေးပဲဥစဉ်နားထောင်တာကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးတရားတော်နားထောင်တယ်ကျေးဇူးရှင်ဂန္ဓာယုံဆရာတော်ဘုရားကြီးတရားနားထောင်တယ်ကျေးဇူးရှင်မင်းကွန်းဆရာတော်ဘုရားကြီးနားထောင်တယ်ဒီသုံးပါးနားထောင်တယ်စာအုပ်မှာလေဒီဆရာတော်ဘုရားကြီးစာအုပ်တွေဖတ်တယ်ဒါပဲပေးခြင်းပေးလက်ခံတယ်ဘယ်တရားမှဖွင့်နားမထောင်ဘူးဘယ်သူကမှနားမထောင်ပြင်းပြေအခါတလေစပ်ပြီးဟောပြောပွဲလေးပါလေးနားထောင်ကြည့်တယ်နော်သူတို့ဘာတွေပြောနေတယ်လဲဘာတွေလုပ်နေတယ်တလောက်ပဲဘာလို့ဆိုတရားတော်သွားနားထောင်ရင်ဝေဖန်တာတွေပြစ်တင်တာတွေကဲ့ရဲ့တာတွေကိုလည်းမလုံးမိအောင်ဟုတ်ပြီလားအကယ်၍သူ့နာကတရားတစ်လုံးယူထားဘူးပြီဆိုရင်ကျေးဇူးရှင်ဖြစ်သွားပြီဟုတ်ပြီနော်ကျေးဇူးရှင်တွေများလာရင်ကြာရင်မဆက်နိုင်ရင်ဒုက္ခသဘောပါလားအဲ့တော့ခမည်းတော်ဆက်နိုင်တဲ့လူတွေလောက်တာကိစ္စမရှိကျုပ်ကမဆက်နိုင်ဘူးမဆက်နိုင်တော့ကျုပ်ဆက်နိုင်သလောက်ဆရာသမားတွေနဲ့ပဲကျုပ်ကကျင့်တတ်တယ်လုံလောက်ပြီရှင်းသလားကဲအဲ့တော့တချို့ကလာမေးရှင်းပြဘယ်ဆရာတော်ကဘလို့ဖြစ်တာ I don't know anything ဘာမှကိုမသိဘူးသဘောပါသလားအဲ့ဒါဘသူကိုဘသူဝေဖန်ကိုလည်းကျုပ်ကိုပဲဝေဖန်တယ်ကဲထားအဲ့တော့ခုနတရားဆက်သွားအောင်နော်မျက်စိဘာလို့တတ်တယ်မြင်တတ်တာနော်မြင်တတ်တာကိုဘာခေါ်တော့ဒါအသွားပြန်နော်အသွားပြန်ဘာလို့မေးရတယ်လဲဆိုတာအဓိပ္ပာယ်ရှိပါတယ်နော်အဲ့ဒီမျက်စိမြင်တတ်တာဘသူကိုမြင်တာလဲအစင်းမဟုတ်ရင်မမြင်နိုင်ဘူးမျက်စိကအတန်ကိုသိနိုင်သလားအနံ့ကိုအရသာကိုသူ့ द्वार နဲ့သူ့အာယုဟုတ်ပြီနော်ပြန်ပြောသူ့လုပ်ပဲသူလုပ်တယ်မျက်စိအစင်းနဲ့တိုက်ဘာစိတ်ပေါ့မြင်စိတ်ပဲအချိန်ပေါ့မျက်စိနဲ့မတိုက်ရင်သိကြပြီနော်ကောင်းပြီတဆင့်တက်ပြီးကြည့်အောင်အခုမြတ်စွာဘုရားကဒီမှာပဲကန်းဆိုတဲ့ द्वार 6 ပေါက်ပေါ်မှာလည်းမတင်စေနဲ့ဟိုမှာပဲကန်းဆိုတဲ့အာယုံ6ပါးပေါ်မှာလည်းမတင်စေနဲ့ဆိုတာတင်တာဘယ်လိုတင်သလဲ द्वार 6 ပေါက်ကိုလည်းငါကိုငါဟာငါဥစ္စာဒီလိုထင်တယ်မျက်စိနဲ့မြင်တယ်ဘယ်သူမြင်တာတော့ငါမြင်တာနားနဲ့ကြားတယ်ဘယ်သူကြားတာတော့ငါကြားတာအဲ့ဒီမြင်တတ်ကြားတတ်တာတွေကိုငါလို့ထင်နေတာဟုတ်ပြီနော်ငါမှဒီမျက်စိရှိတယ်ခုခင်ဗျားတို့မျက်စိရှိမရှိရှိပါဘူးအားလုံးကိုယ်စီဆိုတော့ငါမှမျက်စိရှိတယ်ဟုတ်ပြီနော်အဲ့တော့ဒီမျက်စိကိုပဲဘယ်သူဟာထင်တယ်ငါဟာဟုတ်ပလားအဲ့တော့တကယ်ကတော့အဲ့ဒီမျက်စိစီသူတော်ကောင်းတို့တန်တန်မှာအမြဲတမ်းရှိနေသလားလို့မေးရင်ဘယ်တော့ရှိတော့မျက်စိအစင်းနဲ့တိုက်မှဘာစိတ်ပေါ်လာမြင်စိတ်မပေါ်သေးရင်ဒီမျက်စိရှိနေတယ်ပြောလို့မရပါဘူးဒါဖြင့်မျက်စိကဘယ်အချိန်ပေါ်တာတော့အစင်းနဲ့တိုက်လို့မြင်စိတ်ပေါ်တဲ့အချိန်ပြန်ပြောဒါဖြင့်ဒီမှာမျက်လုံးကြီးတွေတော့မရှိဘူးလားရှိပါတယ်ဒါပေမဲ့အခုမျက်စိလို့သုံးလိုက်တဲ့အသုံးနှုန်းသည်အခုသူတော်ကောင်းတို့ကင်တွယ်ကြည့်ရှုလို့ရတဲ့ဟောဒီမျက်လုံးကြီးကိုပြောတာလားမြင်တတ်တဲ့သဘောလေးကိုပြောတာလားမြင်တတ်တဲ့သဘောကိုပြောတာပါနာဆိုတာလေဒီနေရွယ်ကြီးပြောတာလားကြားရတဲ့သဘောပြောတာလားကြားရတဲ့သဘောပြောတာပါအဲ့တော့အဲ့ဒီမြင်တတ်တဲ့သဘောကြားရတဲ့သဘောသည်ထာဝရသူတော်ကောင်းတို့တဏ္ဍာမှာအမြဲတမ်းရှိနေသလားရှိပါပါဘယ်အချိန်ရှိတာတော့မျက်စိသည်အစင်းနဲ့တိုက်လို့မြင်စိတ်ပေါ်တဲ့အချိန်ဒါဖြင့်မျက်စိမြင်ပါတယ်လို့ဘယ်အချိန်ပြောနိုင်တော့အစင်းနဲ့တိုက်ပြီးမြင်စိတ်သေချာစနစ်တကျဖြစ်နော်သုံးချက်ထဲရဲ့
သူအနုစိတ်ချက်တွေအများကြီးပဲဦးဇင်းတို့အဘိဓမ္မာလို့ပြောရင်မကုန်ဘူးပေါ့ကွာဒါပေမဲ့မင်းတို့လိုက်မမီပါဘူးငါတို့လည်းလိုက်မမီဘူးအခု၃ချက်ကိုတော့ဖြင့်မဖြစ်မနေတော်ကောင်းတို့သိမှဖြစ်မှာမို့လို့ဒီတက်ခြုံပြီးဟောလို့မရတော့လို့ဟုတ်ပြီနော်အဲ့တော့အားလုံးနှလုံးသွင်းပြီးတော့စနစ်တကျဖြေနိုင်အောင်ကြိုးစားပါဒီတစ်ချက်တော်ကောင်းတို့သိသွားပြီဆိုရင်ဘယ်ကမ်းမှတင်နေစရာအကြောင်းမရှိတော့ဘူးအဲ့တော့မျက်စိဆိုတာဘာလို့တတ်တာတော့သူဟာမြင်တတ်ပါတယ်လို့ဘယ်အချိန်မှ proof သက်သေပြုနိုင်တယ်လဲအစင်းနဲ့တိုက်လို့၃ချက်တစ်ခုမေးရင်ဒီနှစ်ခုနဲ့တွဲဖြေမှအဓိပ္ပာယ်ရှိတယ်အကျမ်းမြင့်ဖြေပြမယ်မြင်စိတ်လို့ပြောနိုင်တာမျက်စိနဲ့အစင်းနဲ့တိုက်လို့မြင်စိတ်ပေါ်တဲ့အချိန်မှမျက်စိမြင်ပါတယ်လို့ပြောနိုင်တာအစင်းနဲ့တိုက်လို့မြင်စိတ်ပေါ်မှဟောဒီအစင်းရှိပါတယ်လို့ပြောနိုင်တာမျက်စိနဲ့တိုက်ပြီးမြင်စိတ်ပေါ်မှဟောဒါအကျမ်းမြင့်တော့ပေါ့နော်အားလုံးကြားလားကဲအစင်းလေးတွေကာလာလေးတွေဒီမှာအနီရောင်လေးတွေပန်းရောင်လေးတွေအစိမ်းရောင်လေးတွေမရှိဘူးလားရှိပါရဲ့ဗျာအဲ့ဒီအရောင်တွေရောအမြဲတမ်းရှိနေတာလားရှိပါဗျာသူဟာသူတော့ရှိနေတယ်ကိုယ့်မျက်လုံးအတွက်တော့ရှိပါဗျာအနီရောင်ကြည့်မှအနီရောင်ဆိုတာကိုယ်နဲ့ဆိုင်လာတာအဲ့ဒီအချိန်ဟာအစင်းပေါ်တဲ့အချိန်ပန်းရောင်ကြည့်မှပန်းရောင်အဲ့ဒီပန်းရောင်သည်မျက်စိနဲ့တိုက်တဲ့အချိန်မှရှိတာကိုယ့်အတွက်ဟုတ်ပြီနော်သဘောပါသလားသူနဲ့မတိုက်သေးသေးကိုနဲ့မတိုက်သေးသေးအနီလဲကိုနဲ့မဆိုင်ပန်းရောင်လဲကျင်တတ်သလားအဲ့ဒီဆိုင်တဲ့အရာကလေမျက်စိနဲ့အစင်းနဲ့တိုက်ဘာစိတ်ပေါ်မြင်စိတ်ကလေးကအမြဲတမ်းပေါ်နေသလားဖြည့်ပေါ်ပြီးတာနဲ့ပျောက်သွားပြီဆိုတော့မျက်စိတင်ပြက်တာလားအစင်းလေမျက်စိဆိုတာလေအစင်းနဲ့တိုက်မှမျက်စိတတ္တိပေါ်တယ်နားလည်လားအစင်းဆိုတာလေမျက်စိနဲ့တိုက်မှအစင်းတတ္တိပေါ်တယ်တို့တော့သူတို့နှစ်ခုစီတိုက်ပြီးတာနဲ့ပြက်သွားပြီဒါအမြဲတမ်းသူတော်ကောင်းတို့ပြနေတဲ့တရားလောကမှာရှိသမျှတရားအလုံးဟာဒီသဘောပါပဲခုခင်ဗျားတို့ကျုပ်တို့၃ဆောင်ခံစားနေတဲ့အာယုံ6ပါးရှိတယ်6ပါးသောအာယုံလုံးဟာအခုအထင်ရှားဆုံးကဒီအတန်မို့လို့ခင်ဗျားတို့အတန်ပြတယ်နော်အခုလက်ခုပ်ဘယ်နှချက်ရှိ2ချက်ပထမအချက်နဲ့ဒုတိယအချက်တူသလားမတူရင်ပထမအတန်ပြန်တီးပြမယ်ခင်ဗျားတို့အထင်သေးလိုက်လားကျုပ်တူအောင်မတီးနိုင်ဘူးထင်လို့လားဟမ်ပြန်ရမလားပြန်မရတော့ကြားခဲ့သမျှအတန်တွေလည်းဘယ်တော့မှပြန်မရမြင်ခဲ့သမျှအစင်းတွေရောဘယ်ပေါ်တောင်းတင်ခြင်းသေးတယ်ဘာမှသာမတင်တာငယ်ငယ်တုန်းကလေခုချိန်ထိမျက်စိတွေကမထွက်ဘူးခင်ဗျားတို့မျက်စိတွေကမထွက်တာတွေရောနားတွေကမထွက်တာတွေရောရှုပ်ချက်ကိုခတ်လို့ဘူးသဘောပါသလားငါစော်ကားသွားတာတစ်သက်လုံးမကြည့်ဟမ်ဒီသဘောလေးသာသိကြည့်လိုက်စမ်းပါနှစ်သက်เสียခုံမင်เสียတွေ့တာเสียလဲမရှိသလိုစိတ်ဆိုးเสียနာကြီးเสียလဲအားလုံးဟာဖြစ်ပြီးရင်ကျင်တတ်သလားအဲ့တော့အစင်းလို့ပြောနိုင်တာလဲမျက်စိနဲ့မတိုက်တဲ့၍မြင်စိတ်မပေါ်တဲ့၍အဲ့ဒီအစင်းဟာအစင်းမဟုတ်ဘူးဘယ်လောက်လှပါတယ်ဆိုတဲ့ပုံကိုကြီးပဲဖြစ်မြက်ကန်းရှိသွားပြီလှလားလို့တော့ပြောကြည့်တယ်သဘောပါသလားဟမ်အတန်ကောင်းပါတယ်ဆိုတဲ့အလွန်အတန်ကောင်းတယ်ဆိုတဲ့အတန်ပိုင်ရှင်ကိုလည်းနားမကြားတဲ့လူရှိသွားဆိုခိုင်းလိုက်ဟမ်သူ့အတန်အသုံးဝင်သေးလားထိုနည်းတူသွားပါပဲခုခင်ဗျားတို့မျက်စိဟာလေအစင်းနဲ့တိုက်တုံခဏသာပေါ်တာပေါ်ပြီးတာနဲ့အကြောင်းဖြစ်ရင်အကြောင်းချုပ်တော့လောကမှာဘယ်တရားမြဲလဲခုခင်ဗျားတို့အသုံးချနေတာဓဝရဘယ်နှပေါက်ကဲဘယ်ပေါက်မြဲတော့ကွာ
ဘယ်မှမမြင်ရင်သူနဲ့တက်ဆိုင်နေတဲ့အဆင်းတွေရောအတန်တွေရောအာယုံမှန်သမျှလည်းဖြစ်ပြီးရင်ဒီတော့မျက်စိကိုငါးမျက်လုံးလို့ပြောလို့မရဘူးသူမြင်တာကိုကအဆင်းနဲ့တိုက်လို့ဒီခွက်လေးသုံးခွက်အလကားချတာမဟုတ်ဘူးတရုပ်ပြတယ်ဆိုတာခင်ဗျားတို့ဒီမှာအာယုံစိုက်ပြီးကြည့်လိုက်မျက်လုံးလို့ပြောနိုင်တာသူတို့နှစ်ခု proof လုပ်မှသက်သေပြုမှသူတို့နှစ်ခုကို apply လုပ်လို့မရရင်အသုံးချလို့မရရင်သူလည်းဘာမှလုပ်မရဘူးဒါဖြင့်ဒီမျက်စိဟာကိုယ်ပိုင်သလားအဆင်းနဲ့မြင်စိတ်ပေါ်မှာမူတည်တာလားကဲအဆင်းကရောကိုယ်ပိုင်သလားခင်ဗျားတို့ကဟိုဟာလေးလိုချင်တယ်ဒါလေးချင်တယ်အဖိုးတန်ပစ္စည်းလေးဆိုဟိုဟာပေါ့ဟိုတယ်လီဖုန်းဆိုလဲတယ်လီဖုန်းပေါ့ iPhone 6ဆိုရင်6ဟုတ်လားဖိုက်တုံးကလည်းဖိုက်မလို့တစ်ဖိုက်တည်းဖိုက်နော်ဖိုးတုံးကလည်းတစ်ဖိုးလည်းဖိုးဟိုကလည်းစီးပွားရေးသမားဆိုတော့ဖိုးပြီးထက်ညာပြီးတော့ 4S ဟမ်ဖိုက်ပြီး 5S ဘာလို့ဆိုနေတော့ညာယူနေတာဘာထူးလို့ဆိုဘာထူးတော့ပါလားဘာထူးဆိုကိုသုံးတာဒါပဲလေ Facebook သုံးရင် Facebook အဟောင်းနဲ့ကြည့်လဲဒီ Facebook ပဲအသစ်နဲ့ကြည့်လို့ဒီ Facebook ပဲဟုတ်လားမဟုတ်ဘူးလားငါစဉ်းစားကြည့်တယ် तू ကအသစ်ပေါ်တိုင်းအခုဦးစင်းတို့ကဝယ်မကန်ရပါဘူးဘာလို့နေလို့လိုက်လိုနေနေတာမလို့ဘာလို့ဆိုအသစ်ပေါ်တိုင်းလူမဲ့လူရှိနေလို့အဲ့တော့ချိန်ကြည့်တယ်ဘာထူးလို့သူတို့ကဒါကိုလိုချင်နေကြတာလေနော်ပြီးသူတန်ဖိုးတွေတွက်ကြည့်တော့ကိုလောက်ရတဲ့လှုပ်အားကနဲ့ဩဒီအာယုံလှည့်စားတာလေးကိုခံပြီးတော့ငါလိုဖြင့်လှူပလိုက်မှာငတ်နေတဲ့လူတွေတပုံကြီးကိုကအတိတ်ကံပြည့်စုံလို့နော်ဟိုငတ်နေတဲ့လူတွေသွားအထင်မသေးသွားကံနော်အကြောင်းဟောမှာအကြောင်းရှိရင်လက်ဖြန်ကြတော့အဲ့ဒါလေးလည်းပါမှာပေါ့နော်ဒီနေ့တော့အချိန်ကလွန်နေပြီအဲ့တော့သူတော်ကောင်းတို့အားလုံးသိရမှာကအကြောင်းအကျိုးတရားတွေနားလည်ပြီးတော့ကံစိတ်ဥရုအာဟာရတွေထောက်ပံ့ထားကြတာကံအကြောင်းတရားတွေဆိုတာတယောက်နဲ့တယောက်မတူနိုင်ဘူးလေမတူနိုင်တော့ကိုယ်ပြည့်စုံနိုင်မလေးလက်ကောင်းခြေကောင်းကြီးလောက်ကင်စားပါလားမကျွေးနိုင်ပါဘူးသွားလုပ်လို့မရဘူးဟုတ်ပလားအဲ့တော့အစင်းရှိတယ်အချင်းရှိတယ်နော်ဘုံကံရှိတယ်သူကံအသီးသီးနဲ့လာတာတချို့ကပတ်စံရှိပေမဲ့လူလောကထဲမဝင်စားနိုင်တဲ့ပုံကြီးပဲပတ်စံရှိတာဒါနကြောင့်လူလောကမှာအယုံကြည်မရှိတာကအတိတ်ကသူတစ်ပါးရဲ့အောင်မြင်မှုကြော်ကြားမှုထင်ပေါ်မှုပူဇော်ခံရမှုကိုမနာလိုဝန်တိုစိတ်တွေနဲ့ပိတ်ပင်တားမြစ်နှောက်ယှက်ဖျက်ဆီးခဲ့ဘူးရင်ဘုံမဲ့ကံပဲဖြစ်သွားတယ်သဘောပါသလားအဲ့တော့အကြောင်းတရားနဲ့အကျိုးတရားအဲ့တော့ဒီနေ့သူတော်ကောင်းတို့သိရမှာဘယ်ကံမှမတင်အောင်လုပ်ပေးရမှာဥစဉ်တာပေါ့သဘောပါတယ်နော်အဲ့တော့ဓွာရ6ပေါက်ကိုလည်းငါကိုငါဟာလို့ဆိုเสียအခုညံထဲမှာမြင်သလားကိုပိုင်သလားအချိန်ပြည့်ရောရှိသလားမရှိဘူးကြည့်လေဒီတန်ပဲတော့ပြန်ရမရပါဘူးဗျာစီဒီတဲကြပြန်ဖွင့်ကြည့်နော်ရမလားရပါဘူးအဲ့ဒီတန်ဟုတ်ဦးမလားဟုတ်ပါဘူးဒါဖြင့်တို့ဘယ်တော့ပြန်တွေ့ကြမလဲဘယ်တော့မှမတွေ့လွမ်းเสียလည်းမရှိဘူးမက်မောเสียလည်းအခုခင်ဗျားတို့အဲ့ဒီအမှန်မမြင်ခဲ့လို့ဒုက္ခရောက်တာလေသဘောပါလားမြင်ချင်းပင်မြင်ချင်းချစ်ပြီလို့တဲ့တသက်လုံးဒုက္ခရောက်သွားတယ်သူမြင်ငါသားလူကသူချစ်တဲ့ချိန်မှာရှိသေးလားမရှိတော့အစင်းလည်းဖြစ်ပြီးရင်ပြန်ရသလားဘယ်တော့မှပြန်မရဘူးအဲ့တော့ကိုစချစ်တဲ့အယုတ်ကလေးဖျောင်းသွင်းပြီးသိမ့်တာရမလားဟိဘာမြဲတော့လောကမှာမြဲနေတယ်ဆိုတာရှိဘူးဆိုတော့ကိုယ်ဓွာရ6ပေါက်ကောမြဲသလားမြဲပါဘူးအာယုံ6ပါးရောမြဲပါဘူးဒါဖြင့်အာယုံကောကိုပိုင်သလားဓွာရရောအာယုံပဲအချိန်ပေါ်ဓွာရနဲ့တိုက်ပြီးစိတ်ပေါ်တဲ့အချိန်ဒါ common အာယုံဓွာရဆိုတာ common နော်ကဲ personal name နဲ့ပြောရရင်အဆင်းပဲအချိန်ပေါ်မျက်စိနဲ့တိုက်လို့မြင်စိတ်ပေါ်တဲ့အချိန်အတန်ပဲအချိန်ပေါ်တော့နားနဲ့တိုက်လို့ကြားစိတ်ပေါ်တဲ့အချိန်ဒါဖြင့်အတန်ကောအမြဲတမ်းရှိလားရှိပါဘူးဒါဖြင့်ခြုံပြောမယ်အာယုံကောအမြဲတမ်းရှိလားရှိပါဘူးဓွာရကောရှိပါဘူး
ဘယ်အာယုံဘယ်တော်ရကြည့်ကြည့်ဖြစ်ပြီးရင်ဖြစ်လိုက်အစားထိုးလိုက်ဆက်ပြောမယ်ဖြစ်လိုက်အခုခင်ဗျားတို့ကြမ်းတတ်တဲ့နားကလေးဟာအခုတစ်သက်လုံးမကြားခဲ့ဘူးလားကြားခဲ့တယ်တစ်သက်လုံးဒါပေမဲ့ဒီကြားနေတဲ့နားကောအမြဲရှိနေတာလားတစ်ချိန်ကြားမှတစ်ခါပေါ်တာလားတစ်ချိန်ကြားမှတစ်ခါပေါ်တာဒါဖြင့်အရင်ပေါ်ခဲ့တဲ့ကြားတဲ့နားနဲ့အခုနောက်နားဒါဖြင့်ခုခမည်းတော်တဏ္ဍာမှာရှိနေတဲ့မျက်လုံးတွေဟာအရင်တုန်းကမျက်လုံးတွေလားဟုတ်ပါဘူးနားတွေရောဟုတ်ပါဘူးဒါဖြင့်ဖြစ်လိုက်ဒါဖြင့်ဒီမျက်လုံးတွေဘာလုပ်ထားတာနားတွေရောနှာခေါင်းလျှာကိုယ်စိတ်ဘာတစ်ခုမှ original မရအောင်ဟမ်ကိုယ်ခန္ဓာလည်းအင်းနဲ့နေတာဒါကိုခင်ဗျားတို့ကမလီထင်းပုံကောင်းချရိုးမြေကြတသက်မခွဲနိုင်ဘူးကိုယ်ခန္ဓာလည်းအင်းဒုက္ခနာရောအစင်းကောငကိုအစင်းလားအိမ်ရောက်ရင်ကိုယောက်ျားနဲ့ကိုမိန်းမမျက်နှာချင်းဆိုင်ထိုင်ပြီးပြန်ကြည့်အရင်အစင်းမဟုတ်ဘူးသဘောပါလားဘာလှုပ်ထားတာတော့အစားထိုးထားတာပြန်ပြောဟောခင်ဗျားတို့ကသေချာအောင်လုံးမလေတချို့ကတပည့်တော်အတွက်ကတော့အရင်မကြည့်ပါဘူးတဲ့မိမနေမကောင်းလို့တရားစခန်းမဝင်ပြဘူးတဲ့သဘောပါသလားသားသမီးလေးမကြည့်သေးလို့တဲ့ဆိုတော့သားသမီးကအာယုဟုတ်ကလားကိုယ်ပိုင်ရတာရှိသလားအဲ့ဒီသားသမီးရောအမြဲတမ်းရှိသလားဖြစ်လိုက်ဖြစ်လိုက်အမြဲတမ်းခင်ဗျားတို့ဗာနဲ့နေလို့အစားထိုးတာနဲ့နေနေတာ original တခုမှမရှိဘူးအားလုံးကဖြစ်ပြီးရင်ကဲဒီနေ့တော့အချိန်ကပြည့်နေပြီမို့လို့နောက်တစ်နေ့ကျမှအဲ့ဒီအပြစ်၈ပါးကိုဆက်ဟောမယ်ဒီနေ့ဘယ်နှချက်တော့နှစ်ချက်အားလုံးသဘောပေါက်ပြီနော်အဲ့တော့ဓွာရကြည့်ကြည့်အာယုံကြည့်ကြည့်အားလုံးဟာပါလေလေဖြစ်ပြီးရင်ပြည့်နေတာအစားထိုးထားတာမှတပါးဒါဖြင့် original ရှိသေးလားမရှိရင်ဘယ်ကမ်းမှတင်နေစရာအကြောင်းငါလည်းမဟုတ်ငါဥစ္စာလည်းဟုတ်ငါလို့ပြောလို့လဲငါဥစ္စာတွေပါလို့ပြောလို့လဲအားလုံးကဖြစ်ပြီးတော့ကဲဖြစ်ပြီးပြတ်တာပါသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာလာရင်ဒီဘက်ကလောဘဒေါသမောဟမာမာနတွေနဲ့ကန့်ညှိတွဲတာစရာလိုသေးလားသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကြိုက်အေးဤကဲ့သို့သစ္စာ၄ချက်တပြိုင်တည်းကြိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမိမလျော်မပေါ်စားသောတတိမလျှော့သောဇွဲလုံးလဝရိယကိုလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ပန်းတိုင်အရောက်သွားကြရအောင်လို့တိုက်တွန်းရင်းနဲ့နားကြအောင်စို့